အားလုံးပဲမင်္ဂလာပါ The Infinite Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လုပ်ပေးမဲ့ reading လေးကကြတော့ဒီ2025ခုနှစ်ကျန်တဲ့ကာလအတော်တွင်မှာပေါ့နော်ကိုအနေနဲ့ဘယ်လိုမျိုးပြောင်းလဲမှုတွေပြုလုပ်တင်တယ်လဲပေါ့နော်အဲ့လိုပြောင်းလဲမှုလေးတွေကဘယ်လိုအကျိုးရလဒ်မျိုးလေးကိုတည်ဆောင်လာနိုင်တယ်လဲပေါ့နော်ဒီကိုပြုလုပ်လိုက်ရင်ပဲဖြစ်ဖြစ်ပြုလုပ်ဖို့အတွက်အကြံပြုထားတဲ့ပြောင်းလဲမှုလေးကိုလုပ်ဖြစ်သွားမယ်ဆိုရင်နောက်လာမယ့်2026ခုနှစ်မှာဗာပြောင်းလဲမှုလေးရှိမလဲပေါ့နော်အဲ့လိုမျိုးလေးတွေဟောပြပေးသွားမှာပဲဖြစ်ပါတယ်ရွေးချယ်စရာ group 3ခုရှိပါတယ်ကလေးလည်း3ကတ်ချပေးထားပါတယ်ဒါလေးကကြတော့ group 1နဲ့သက်ဆိုင်တဲ့ကတ်ကလေးပါဒီကကြတော့ group 2ပါဒါလေးကတော့ group 3ပဲဖြစ်ပါတယ်ဒီကတ်လေးတွေကိုတကက်ချင်းစီတခြားလေးလိုက်ကြည့်ပေါ့နော်ကတ်ရဲ့ energy နဲ့အဓိပ္ပာယ်ကိုတော့ဒီဟောရင်းနဲ့မှာပဲပြောပြပေးသွားပါမယ်ဒီစိတ်ကိုတခြားလေးအေးထားပြီးတော့မှရွေးလိုက်ပေါ့နော်ရွေးပြီးသွားရင် post မှာချပေးထားတဲ့ time stamp ကနေတစ်ဆင့်ကြော်ကြည့်လိုက်ရင်ရပါပြီရှင်Hello group 1ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 1ကကြတော့ဒီကတ်လေးပေါ့နော် the reader ဆိုတဲ့ကတ်လေးကိုရွေးထားပါတယ်ဒီကတ်လေးနဲ့အတူတခြား oracle ကတ်လေးတွေလည်းဆွဲထားတယ်ပေါ့နော် group 1အနေနဲ့တကယ်လို့ဒီ2025ခု2025ခုနှစ်မကုန်ခင်တော့တွင်ပေါ့နော်ဗာလေးပြုလုပ်တင်တယ်လဲဆိုပြီးတော့မှပေါ့နော်ကတ်တရားကြတော့ firefly ဆိုတဲ့ကတ်ရဲ့ energy ဆိုတဲ့ကတ်လေးကြာလာတယ်ပေါ့နော်အရင်ဆုံးမြင်ရတဲ့ energy လေးတွေအရာ group 1ကဒီ2025ခုနှစ်တော့တွင်မှာဘလူပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်နေတယ်လဲဆိုရင်အခုကြည့်ရတဲ့လောက်ပေါ့နော်ဒီ group 1က universe ကိုပဲဖြစ်ဖြစ်ဒီကိုနဲ့ပတ်သက်နေတဲ့သူတွေကိုနဲ့ပတ်သက်နေတဲ့အရာတွေဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ကံကြမ္မာကံတရားကြီးနဲ့ပတ်သက်ပြီးတော့မှကိုကလွယ်လွယ်ကူကူနဲ့လက်မခံနိုင်တဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်တချို့ကြတော့ဘာလို့ငါကြာမှဒီလိုမျိုးဖြစ်ရတာလဲဘာလို့ဒီဟာတွေကဒီလိုမျိုးဖြစ်သွားရတာလဲဘာကြောင့်လဲပေါ့နော်စသဖြင့်အပြေရှာကြည့်နေတဲ့ပုံစံမျိုးလေးလည်းမြင်ရတယ်လို့အဲ့လိုတခုခုပေါ့နော်ကိုကတိကျင်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းတချို့ကြတော့လေတယောက်စီကနေပြီးတော့မှတခုခုကိုမရအောင်ဒီလောက်ယူဖန်တီးနေတဲ့ energy မျိုးလေးလည်းနည်းနည်းတွေ့ရတယ်ပေါ့နော်ဒါကဘယ်လို energy မျိုးလဲဆိုရင်ငါနင်းစီကနေဒါလိုချင်တယ်ဒါရချင်တယ်ဒါလိုဒါတွေပေးမှငါကအရင်လိုမျိုးပြန်ဖြစ်မယ်ဆိုတာမျိုးဒါမှမဟုတ်ရင်လေဒါတွေရလာမှငါအရင်လိုမျိုးပြန်ပြီးတော့မှနေမယ်စသဖြင့်ပေါ့နော်အဲ့လိုတစုံတယောက်စီကနေတခုခုပြန်ရဖို့အတွက်ကိုကအဲ့လိုအတင်းကြီးပေါ့နော်ဒီကန့်တက်ပြီးတော့ပဲဖြစ်ဖြစ်ကိုကစူးစမ်းနေတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီ energy လေးလည်းမြင်ရတယ်နောက်ပြီးတော့ဒီ universe နဲ့ပတ်သက်ပြီးတော့မှလည်းပေါ့နော်ကိုကဒီ spirit guide တွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ကိုကအရာအားလုံးနဲ့နည်းနည်းလေးဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့နော်အရင်ကြီး alignment ဖြစ်မနေဘူး universe ကချပေးထားတဲ့အတိုင်း spirit guide တွေကချပေးထားတဲ့အတိုင်းကိုကဒီလမ်းကြောင်းကိုဒီတိုင်းမလျှောက်ချင်ဘူးပေါ့နော်ကိုကပြုပြင်ခြင်းပြီးပြောင်းလဲခြင်းပြီးတကယ်လို့ဒီလမ်းကြောင်းပေါ်မှာဆက်ပြီးတော့မှရှိနေရမယ်ဆိုရင်တော့ကိုကိုတိကျသေးကြတဲ့အဖြေတစ်ခုခုပေးပေါ့နော်အဲ့လိုမျိုးလေးကိုကလိုက်ရှာနေတဲ့ဟာမျိုးလေးပြတွေ့ရတယ်တိကျသေးကြတဲ့အဖြေတစ်ခုဆိုတာဥပမာအခြေရေးဆိုရင်ပေါ့နော်ကိုကဒီတိုင်းပဲနေရမယ်ဒီလိုကြီးပဲနေရမယ်ဆိုဒီလူနဲ့ပေါင်းဖက်ဖို့အတွက်တိကျတယ်ဒီလူနဲ့ positive outcome ထွက်မယ်ဆိုတာတိကျတယ်ဆိုတဲ့confirmation တစ်ခုခုပေါ့နော်ဒီလို tarot reading တွေကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ intuition ကနေပဲဖြစ်ကိုကတိကျသေးကြမှာလိုက်လုပ်မယ်ဆိုပြီးတော့မှအဲ့လိုအဖြေလိုက်ရှာနေတဲ့ energy မျိုးလေးတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကိုလောက်ရမဲ့ပြောင်းလဲမှုကကြတော့အဲ့ဓာတွေရဲ့ဆန့်ကျင်ဘက်ပေါ့နော်အဓိကဘယ်လိုပြောမလဲကိုကလောကကြီးမှာတိထားမှလောကကြီးမှာတိကျမှတိကျမှတစ်ခုခုကိုလုပ်တယ်ဆိုတာကမကောင်းဘူးဆိုရတဲ့ပေါ့နော်ဘယ်လိုပြောမလဲအဲ့လိုမျိုးမလုပ်သင့်ဘူးဆိုပြီးတော့မှအကြံဉာဏ်ပြုထားတယ်ဒါဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်အဲ့လိုစကားတကားကြည့်တဲ့အခါမှာပေါ့နော်ကိုကဇလန်းစအလဲဆုံးအကုန်လုံးသိထားတယ်ဆိုရင်အဲ့စကားကြီးကပြောစရာမကောင်းတော့ဘူးအဲ့စကားကိုကြည့်တဲ့အခါမှာစိတ်ဝင်စားမှုတွေလျော့ပါသွားတယ်ဒါပြီးသွားရင်ဒါလာမယ်ဆိုတာသိနေတဲ့အတွက်ကြောင့်မလို့ကိုကဒီဟာကားကိုဆက်ပြီးတော့မှကြည့်နေရင်တောင်မှတဖြည်းဖြည်းပြင်းကြီးလာမှအဲ့လိုလေးပဲပေါ့နော်အဲ့လို universe ပဲဖြစ်ဖြစ် spirit guide တွေပဲဖြစ်ကိုနဲ့ပတ်သက်နေတဲ့တစ်ဖက်လူကပဲဖြစ်အဲ့လိုကိုအကုန်လုံးချမပြထားခြင်းဘာလို့လဲဆိုတော့ချပြလိုက်မယ်ပြောပြလိုက်မယ်ဆိုရင်ကိုရရှိမဲ့ပျော်ရွှင်မှုတွေရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုအတွက်ကောင်းမွန်တဲ့ blessing လေးတွေကိုမမျှော်လင့်ထားတဲ့အရာလေးတွေကိုကိုကအဲ့လိုကြိုသိထားသလိုဖြစ်ပြီးတော့မှပျော်စရာမကောင်းပြင်းစရာမကောင်းတော့ဘူးပြင်းစရာကောင်းသွားမှာပေါ့နော်ဒါကြောင့်မလို့ဒီတကယ်လို့တချို့တစ်ဖက်လူနဲ့သက်ဆိုင်နေရဆိုရင်တစ်ဖက်လူကတမင်မပြောပြတာဘာလို့လဲဆိုရင်ပြောစရာမကောင်းပါဆိုလို့ကိုသူကဒီတက်ပို့ပြီးတော့မှကြီးမားတဲ့ပျော်ရွှင်မှုလေးတွေကိုခံစားစေခြင်းလို့ဘဝမှာနှခါမရနိုင်တဲ့ပျော်ရွှင်မှုကိုခံစားစေခြင်းလို့သူကထုတ်မပြောပြတာဆိုရယ် energy မျိုးတွေ့ရတယ်။ကိုက်ညီရတော့တွေ့ယူကြည့်ပေါ့နော်ဒီ universe တို့ spirit guide တို့ကကြတော့ blue messages ပေးတယ်လဲဆိုရင်ဘယ်လိုပြောမလဲလောကကြီးမှာ
ကိုကတခြားအရာတွေလည်းတိလို့လှုပ်လာတဲ့အရာတွေမှမရှိတာပေါ့နော်ပြောရင်ငငယ်လေးကတည်းကကိုမတိလဲရှေ့ဆက်ပြီးတော့မှစူးစမ်းပြီးတော့မှရင်ဆိုင်ခဲ့တဲ့အရာတွေများတာပဲဒါဥပမာပြောရမယ်ဆိုရင်စာမိုးဝဲပေါ့နော်စာမိုးဝဲတွေဘာတွေဖြည့်တဲ့ခါမှာဒီစာမိုးဝဲမှာကိုကအမှတ်ဘယ်လောက်ကြိုရမလဲဆိုတာကိုတေချာတွက်ချက်လို့မရဘူးဒီစာမိုးဝဲကအောင်မလားကြမလားဆိုတာလဲကိုကမသိရဘူးဒါပေမဲ့ကိုကစာတွေကိုစူးစမ်းပြီးတော့မှပြင်ဆင်လို့ရတယ်ကိုဘက်ကလှုပ်လို့ရတဲ့အရာတွေအများကြီးရှိရပေါ့နော်ဒါကြောင့် universe တို့ spirit guide တို့ကကြာအဲ့ဒီသဘောတရားလေးကိုကျင့်သုံးစေချင်တာပေါ့နော်ဘဝမှာအဲ့လိုရလက်တွေကိုတိပြီးတော့မှတိပြီးတော့မှကိုကရှင်တန်ရတဲ့အခိုက်အတန့်နေဆိုတာမရှိဘူးမတိဘဲနဲ့ဆက်ပြီးတော့မှရှေ့တိုးရတယ်ဒီအဆုံးသက်ကဘယ်လိုလဲမသိဘဲနဲ့ရှေ့တိုးခဲ့ရတဲ့အချိန်ကြီးအများကြီးပဲဒါကြောင့်အခုကိုကြုံတွေ့နေရတဲ့အခက်အခဲလေးကိုလည်းအဲ့လိုလေးပဲမြင်စေချင်တယ်အဲ့လိုလေးပဲယူဆစေချင်တယ်ဒါကြောင့်ခုနပေးတဲ့ဥပမာလိုပဲဆောင်းဝဲဖြစ်မယ်ဆိုရင်ဘာတွေပြင်ဆင်လို့ရတယ်လဲဆိုရင်ကိုကစာကိုစူးစမ်းပြီးတော့မှကြက်လို့ရတယ်ကိုလိုချင်တဲ့ရလက်ကိုကိုယ့်ရဲ့စူးစမ်းမှုနဲ့ဖန်တီးလို့ရတယ်ပေါ့နော်ဒါကြောင့်ခုကိုကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီးကိုကဘယ်လိုရလက်မျိုးရကျင်တယ်လဲပေါ့နော် positive outcome ကိုရကျင်နေဆိုရင်ကိုယ့်ဘက်က positive energy လေးတွေပေးနိုင်ရမယ် positive energy လေးတွေထုတ်တာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့မှ negative energy တွေထုတ်ပေးနေမယ်ခုနပြောသလိုပဲဆောင်းမွဲဖြေရမှာစာမကြက်ဖ ೇನೆ ကိုကပြေးလာဆော့နေမယ်ဆိုရင်ဆောင်းမွဲမှာရလက်ကကောင်းမှာမဟုတ်ဒါကြောင့်မလို့ဘာဘယ်လိုပြောမလဲတိကျသေးကြတဲ့အဖြေတစ်ခုကိုလိုက်ရှာနေရထက်ကိုယ့်ရဲ့ action လေးတွေကိုယ့်ရဲ့ပုံစံလေးတွေကိုပြောင်းလဲပြီးတော့မှဒီကိစ္စဒီခြေနေကြီးကိုပြန်ပြီးတော့မှချင်းကပ်ပါဆိုရယ် messages မျိုးပေါ့နော်အဲ့တိုင်းလေးတွေ့ရတယ်နောက်ပြီးတော့ကိုကခေါင်းမာနေတာပေါ့နော်တခုခုမသိရမချင်းတခုခုမရမချင်းဒါတွေကိုမပြောင်းလဲဘူးဆိုရယ်ဟာလေးတွေကိုယ့်ဘက်ကပြုပြင်ရမှာပြောင်းလဲရမှာဆိုရယ်ဟာလေးပေါ့နော်အဲ့ဒါလေး energy လေးတစ်ချက်တွေ့ရတယ်အဲ့ဒါပြောင်းလဲရမယ်ပေါ့နော်ဒီ2025ခုနှစ်မကုန်ခင်အဲ့ဒါကတော့ဒီ reader ဆိုရယ် energy ရဲ့ကက်က energy ပေါ့နော်နောက်ပြီးတော့ဒီ firefly ဆိုရယ်ကက်ကကြတော့ဘလို့ energy ရတယ်လေဆိုရင်ကိုကအဓိကတော့ကိုယ့်ရဲ့ light ကိုပြန်ပြီးတော့မှရှာဖွေတင်တယ်ပေါ့နော်ပြောရင်ကိုကအမောင်ထဲမှာအလင်းလေးဆိုရယ်ဟာမျိုးလေးမြင်ရတယ်ပြောရင်ကိုကအမောင်နဲ့အလင်းဆိုတာကလည်းပိုးဆုံးကျူးဆိုတာလေသူကလင်းမှန်ညမှာမြင်ရတာပဲပေါ့နော်ဒါကြောင့်မလို့ဒီကိုကအမောင်ထဲရောက်မှာပဲကိုယ့်ရဲ့အလင်းကိုရှာဖွေသိရှိမှာဒီဟာနဲ့ပတ်သက်ပြီးရတဲ့ energy ကကြတော့ကိုယ့်ရဲ့ဒီ spiritual ဘိုင်းနေနဲ့သက်ဆိုင်လိမ့်မယ်ကိုယ့်ရဲ့ healing ဘိုင်းနေနဲ့သက်ဆိုင်လိမ့်မယ်spiritual journey လို့ပြောလို့ရတယ်ဒါကဒီ spiritual ဘိုင်းနားလေတဲ့သူတွေကကြတော့ကောင်းကောင်းသိလိမ့်မယ်ပေါ့နော်လေးလာထားတဲ့သူတွေကဘယ်လိုပြောမလဲကိုကအမောင်ထန်းထဲကိုရောက်နေမှကိုယ့်ရဲ့ dark side ထဲကိုရောက်နေမှကိုယ့်ရဲ့ဒီခက်ခဲပင်ပန်းမှုတွေကိုရောက်နေမှကိုကဘယ်လို healing လုပ်ရမလဲဆိုတာကိုအဖြေလိုက်ရှာတယ်ကိုယ့်စိတ်ကိုဘယ်လိုပြုပြင်ရမလဲဆိုတာအဖြေလိုက်ရှာတာဖြစ်တယ်နောက်ပြီးတော့ကိုကအဲ့လို healing တွေလုပ်ပြီးတော့မှရင်းချက်ပြောင်းလဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကိစ္စတွေကကိုယ့်စီမှာဖြစ်လာရတာပေါ့နော်ဒါကြောင့်ကိုကတခြားဒီသူတွေနဲ့တော့မတူတော့ဘူးပေါ့နော်တခြားဒီသူတွေဆိုရင်လွယ်လွယ်ကူကူနဲ့ရသွားတာမျိုးရှိရဲဒါပေမဲ့ကိုကြတော့နှစ်ဆလောက်ပင်ပန်းတာမျိုးနှစ်ဆလောက်ခက်ခဲတာမျိုးပါမျိုးရှိရဲအဲ့ဒါဘာလို့လဲဆိုတော့ကိုကသူများတွေနဲ့မတူတဲ့ awakening ရှိလို့သူများတွေနဲ့မတူတဲ့ shower spiritual journey ရှိလို့ဖြစ်ရတာဒါကြောင့်မလို့ကိုရဲ့ကကြမ္မာကံတရားကိုကိုကလက်ခံလိုက်ပြီးတော့မှအခုမှောင်မိုက်နေတဲ့အတော်အတွင်းမှာကိုကအလင်းအောင်ဘယ်လိုရှာရမလဲကိုလင်းအောင်တောက်ပအောင်ဘယ်လိုမျိုးလေးပြုပြင်ရမလဲပြင်ဆင်ရမလဲဆိုတဲ့ဟာလေးကိုရှာဖွေရမှာပေါ့နော်ဒါကြောင့်ကိုပြုပြင်ပြောင်းလဲရမှာကအခုစိတ်တက်ကြနေတာမျိုးရှိမယ်ပင်ပန်းနေတာမျိုးရှိမယ်ခက်ခဲနေတာမျိုးရှိမယ်အဲ့ဒီစိတ်တက်ကြတယ်ပင်ပန်းနေတယ်ခက်ခဲတယ်ဆိုတဲ့အထက်မှာပဲထိုင်နေလိုက်တာမျိုးဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲနေလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီစိတ်ကိုငါဘယ်လိုပြုပြင်ရမလဲငါရဲ့စိတ်ကိုဘယ်လိုမျိုးငါအေးချမ်းအောင်လုပ်ရမလဲငါရဲ့စိတ်ထဲမှာရှိနေအမိုက်တရားတွေကိုငါဘယ်လိုရှင်းထုတ်ရမလဲဆိုတဲ့နီးလန်းတွေကိုရှာဖွေရမှာအဲ့ဒါကကိုလုပ်ရမယ့် purpose ပေါ့နော်ရည်ရွယ်ချက်တစ်ခုဆိုတာမျိုးမြင်ရတယ်ဒါကြောင့်မလို့ပြောင်းလဲရမယ့်အရာကဒီတိုင်းပေါ့နော်စိတ်တက်ကြတိုင်းစိတ်လေတိုင်းအဲ့လိုမျိုးနေနေတာမဟုတ်ဘဲနဲ့ဒီ energy တွေကနေပြီးတော့မှရုံထွက်နိုင်အောင်ကြိုးစားကိုပြုပြင်နိုင်အောင်ကြိုးစားရမယ်ဆိုရဟာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ကိုကဒီ energy တွေကပေါ့နော်မကောင်းတဲ့ energy တွေကိုရဲ့စိတ်တက်ကြတာတွေစိတ်လေနေတဲ့ဟာတွေကနေပြီးတော့မှရုံထွက်ဖို့အတွက်ကိုကတခုခုပဲဖြစ်ဖြစ်တယောက်ယောက်ကိုလိုက်ရှာနေတဲ့ဟာမျိုးလေးမြင်ရတယ်ပေါ့နော်ပြောရရင်ငါရဲ့ပျော်ရွှင်မှုဆိုတာကနင်းရှိနေမှဖြစ်မှာငါကနင်းရှိမှပျော်မှာဆိုရဟာမျိုးလေးနည်းနည်းတွေ့ရတယ်အမှန်တကယ်တမ်းတော့ကိုရှာဖွေရမယ့်အလင်းရောင်လေးပေါ့
နော်ကိုရှာဖွေရမယ်ဒီစိတ်သက်ခွန်အားတို့ဘာတို့ကအဲ့လိုတစ်ဖက်လူတယောက်ယောက်စီမှာရှိနေတာမျိုးမဟုတ်ဘဲနဲ့ကိုစီမှာပဲရှိနေတာပေါ့နော်ဒါကြောင့်မလို့ကိုကတစ်ဖက်လူကိုပဲကြည့်ပြီးတော့ပဲဖြစ်တစ်ခုခုကိုကြည့်ပြီးတော့ပဲဖြစ်နင်းကြောင့်ငါဒီလိုမျိုးဖြစ်ရတာနင်းကြောင့်မလို့ငါဒီလိုစိတ်သက်တွေကြသွားရတာဆိုပြီးအဖြစ်တင်နေတဲ့စိတ်တွေထပ်ပေါ့နော်ကိုပြန်ကြည့်ရမယ်မှန်လေးတစ်ချက်ထောင်ပြီးတော့ကိုစိတ်ကိုပြန်ကြည့်ပေါ့နော်ငါစိတ်မှာဘာတွေဖြစ်နေရလဲငါဘာလို့ဒီလိုတွေးရတာလဲငါမှဘာလို့စိတ်တန်ရာတွေရှိနေရလဲဆိုပြီးတော့မှအဲ့လို healing လုပ်ရမှာဒါကြောင့်မလို့ကိုကရုံထွက်ချင်တယ်ဆိုရင်ကိုမှန်တစ်ချက်ထောင်ကြည့်ပြီးတော့မှကိုမှရှိနေတဲ့စိတ်တန်ရာတွေကိုကုစားပြီးတော့မှပဲရုံထွက်ရမှာအဲ့လိုမျိုးလေးပြောင်းလဲရမှာဆိုရယ် energy မျိုးလဲတစ်ခုတွေ့ရတယ်နောက်ပြီးတော့ကိုကတယောက်ယောက်ရဲ့အကူအညီကိုလိုက်ရှာနေတယောက်ယောက်လမ်းပြပေးတာမျိုးမျှော်လင့်နေတာပေါ့နော်ပြောရရင်အဲ့လိုတယောက်ကိုအားကိုးနေတာမျိုးပေါ့နော်ဒီလိုမျိုးဘယ်လိုပြောမလဲ tarot reading တွေဘာတွေကိုအများကြီးလိုက်ကြည့်နေတာမျိုးပဲဖြစ်အဲ့လိုကိုကအဲ့လိုတယောက်ယောက်ကိုလမ်းပြပေးရမျိုးပါမျိုးလိုချင်နေဆိုရင်အမှန်တကယ်တမ်းတော့ကိုယ့်ရဲ့အမှန်ကန်ဆုံးလမ်းပြမှုကကိုယ်တိုင်ပဲဖြစ်တယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာပဲရှိရဲဒါကြောင့်မလို့အဲ့လိုတချို့ကြတော့လေတစ်ခါလေကြာရင် tarot reading တွေပဲဖြစ်ပေါ့နော်အဲ့လို guidance တွေအကြံဉာဏ်ပြုချက်တွေဟိုနားထောင်ဒီနားထောင်ပြီးတော့မှဘယ်ဟာကိုအမှန်ယူရမလဲမသိတဲ့အခိုက်အတန့်တွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်အဲ့လိုမျိုး confuse ဖြစ်နေတယ်ဆိုရင်ကိုကအေးစစ်စစ်လေးတရားလေးထိုင်ပြီးတော့မှကိုယ့်ရဲ့ intuition ကိုကနားထောင် channeling လေးတွေဘာလေးလည်းလုပ်ကြည့်အဲ့လိုဆိုရင်ကိုယ့်အတွက်အဖြစ်မှန်ရှာဖွေတွေ့ရှိလိမ့်မယ်အဓိကဒီခက်ခဲမှုတွေရဲ့ကနေပြီးတော့မှရုံထွက်နိုင်မဲ့အဖြေကကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာသိထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ကိုယ်စိတ်ကိုဘယ်လိုဖြေလျှော့ရမလဲဘယ်လိုနေရမလဲဆိုတာအဖြေကကိုယ်စီမှာပဲရှိရဲဆိုတာသိထားရမယ်ဒါကြောင့်မလို့ကိုပြန်မေးတာမျိုးအဖြစ်ကိုပြန်ဆန်းစစ်ပြီးတော့မှဒီအမောင်တူတွေကနေလည်းရုံထွက်ရမယ်အဲ့ဒီပြောင်းလဲမှုလည်းလုပ်ရမယ်ဆိုရဲ energy မျိုးလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ energy ဆိုရဲကကြတော့ပေါ့နော်ကိုကဘယ်လိုလေးတွေပြောင်းလဲရမလဲဆိုရင် energy ဆိုတာကကြတော့သူကထူးခြားတယ်ထူးဆန်းတယ်ပေါ့နော်အဲ့လိုမျက်လုံးနဲ့တော့မမြင်အောင်ဒါပေမဲ့ကူးဆက်လွယ်တယ်တိတာလွယ်တယ်သိပ္ပံနည်းရ energy ကတော့တက်ရှိလိမ့်မယ်ပေါ့နော်သိပ္ပံနည်းရတော့ကိုကတော့တခြားလေးမရှင်းပြတတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လေးမလေးလာထားမိဘူးပေါ့နော်ဒါကြောင့်မလို့ energy ဆိုတာမြင်အောင်ပြောရမယ်ဆိုရင်ဆက်နေတာကူးဆက်နေတာပေါ့နော်ဥပမာကိုယ့်ရဲ့စိတ်ကလေးကပျော်ရွှင်နေရဆိုရင်အဲ့ဒီပျော်ရွှင်နေတဲ့စိတ်ကလေးကိုကိုယ်ထဲမှာရှိရဒါပေမဲ့အဲ့ဒီဘေးနာကတငယ်ချင်းတယောက်ပဲဖြစ်မိသားစုတယောက်ကမကောင်းတဲ့ energy ဝင်လာပြီးထွက်လာပြီးဆိုရင်သူတို့ရဲ့အပူတွေကကိုယ့်စီကိုကူးလာတာပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ energy ကိုလည်း protect လုပ်တတ်ရမယ်ကိုယ့်ရဲ့ energy ကိုလည်းကိုကရှာဖွေတွေ့ရှိရမယ်ဆိုရယ် messages မျိုးတွေ့ရတယ်အခုကြည်ရတဲ့ message ကကြတော့ပေါ့နော်လောလောလတ်လတ်ကိုဖြတ်တန်းနေတဲ့ပတ်ဝန်းကျင်က energy ကကိုအရန်လွှမ်းမိုးနေတယ်ကိုရဲ့တကယ် authentic ဖြစ်တဲ့ energy ပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ကိုကပျောက်ဆုံးနေတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ဒါကြောင့်ကိုဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ energy တွေကိုက protect လုပ်တတ်ပါစေနောက်ပြီးတော့အဲ့ဒီ energy တွေကိုစီကိုမကူးဆက်လာနိုင်အောင်ကိုကဒီရှင်းထုတ်တတ်ပါစေအဲ့လိုကာကွယ်တတ်ပါစေဆိုတဲ့ messages မျိုးလည်းတွေ့ရတယ်ဒါကြောင့်အပြောင်းလဲပတ်ဝန်းကျင်အပြောင်းလဲလူမှုပတ်ဝန်းကျင်တိုင်ဝမ်လေးပြောင်းလဲတာမျိုးလုပ်ပေါ့နော်ကိုပေါင်းတဲ့အပေါင်းအသင်းတွေကိုရဲ့ပတ်ဝန်းကျင်ကိုနေထိုင်နေတဲ့နေရာပေါ့နော်ဥပမာကိုရဲ့အိတ်ခမ်းကိုရဲ့အိမ်တို့ဘာလို့ညစ်ပတ်နေတာမျိုးပဲဖြစ်မတန့်ရှင်းတာမျိုးအဲ့လိုnegative energy ရှိတဲ့သူတွေအများနေတယ်ဆိုရင်အဲ့ဒီဟာတွေကိုလာပြီးတော့မှ affect ဖြစ်နေရပေါ့နော်ဒါကြောင့်အဲ့ဒါလေးကိုရှင်းထုတ်ဖို့လည်းလိုအပ်တယ်ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်တယောက်တည်းခရီးထွက်ကြည့်တာမျိုးပဲဖြစ်တယောက်တည်းပေါ့နော်အပန်းဖြေကြည့်တာမျိုးကိုယ့်ရဲ့ energy လေးကိုကိုယ်တိုင်ပြန်ပြီးတော့မှရှာဖွေတဲ့နဲ့အခုလောလောလတ်လတ်ကဒီ dark side energy ထဲမှာလည်းနစ်မြုပ်နေတဲ့ဟာမျိုးမြင်ရတယ်ပြောရရင်ဒီမကောင်းတဲ့အတွေးတွေပဲမကောင်းတဲ့ energy တွေပဲဖန်တလန်းနဲ့ထပ်နေပြီးတော့မှကိုယ်တကယ်လိုချင်တာဖြစ်ချင်တာပျောက်သွားတယ်ကိုယ့်ရဲ့မှန်ကန်တဲ့energy ရလည်းပျောက်သွားတယ်ဆိုတဲ့အခါကျအဓိကပြောင်းလဲရမှာကကိုယ့်ရဲ့ငကို energy ကဘာလဲပေါ့နော်တချို့ကြတော့ bright ဖြစ်တယ်ပေါ့နော်သူ့ရဲ့ energy ကပျော်နေတတ်တယ်ရီးတတ်တယ်မောတတ်တယ်နောက်ပြောင်တတ်တယ်အဲ့လို energy ရှိတဲ့သူတွေရှိတယ်တချို့ကြတော့လည်းအဆိုးမြင်ဝါဒတွေရှိတယ်အဲ့လိုမကောင်းတာမြင်တတ်တဲ့သူတွေရှိတယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်အဓိကကိုယ့်ရဲ့ energy မှာအဲ့မကောင်းတာတွေကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုရှင်းထုတ်ပြီးတော့မှကိုယ့်ရဲ့ငကို energy လေးကိုရှာဖွေပါဘယ်လိုရှာဖွေရမလဲဆိုရင်တော့ဒီဘယ်လိုပြောမလဲတကယ်လို့ပေါ့နော်ကိုက crystal လေးတွေပါလေဆောင်းရတာမျိုးဝါသနာပါတာမျိုးပဲဖြစ်လေ့လာခြင်းနဲ့ဆိုရင်ဒီ energy protect လုပ်ပေးတဲ့ crystal လေးတွေရှိတယ်အဲ့ဒါတွေကိုတခြားတွေလိုက်လေ့လာပြီးတော့မှဝယ်ယူပြီးတော့မှသုံးကြည့်ပေါ့နော်နောက်တစ်ခုကကြတော့ meditation လုပ်လို့ရတယ်ပေါ့နော် meditation လုပ်တယ်ဆိုတာကတန်စင်လေးတွေနားထောင်ပြီးတော့မှ meditation လုပ်တာပေါ့နော် YouTube မှာ video လေးတွေရှာကြည့်လို့ရတယ် negative energy cleansing အဲ့ဒါကဘာနဲ့တူတယ်လဲဆိုရင်ခန္ဓာကိုယ်ညစ်ပတ်တဲ့အခါမှာရေချိုးရပေါ့နော်အဲ့လိုပုံစံမျိုးပဲအဲ့ဒီ
တန်စင်လေးတွေကကိုယ့်ရဲ့စိတ်ကိုကူစားပေးတယ်အဲ့ဒီမှာရှိရသူ့ရဲ့ mega hash တွေချိန်နှုန်းတွေကသူ့အလိုက်နဲ့သူရှိပြီးသားဆိုတဲ့အခါကျကိုယ့်ရဲ့စိတ်ကိုအဲ့လိုခန္ဓာကိုယ်ရေချိုးလိုက်တယ်လို့ပဲသူကတန့်စင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ negative energy cleansing meditation လေးလုပ်ကြည့်ပေါ့နော်ဖြစ်နိုင်ရင်တော့တစ်ပတ်မှာတစ်ချိန်လောက်တော့အနည်းဆုံးလုပ်ပြီးပေါ့နော်တစ်ပတ်မှာ2ချိန်လောက်လုပ်နိုင်ရင်တော့မဆိုးနောက်ပြီးတော့ဒီကိုယ်စိတ်ထဲမှာရှိနေတဲ့ energy တွေကိုရှင်းထုတ်ပေါ့နော်ကိုကနည်းနည်းလေးအမိုက်ထုတ်ကြီးဆိုရင်အဲ့အမိုက်ထုတ်ကြီးကိုနေရာတကာတည်သွားတဲ့ energy မျိုးမြင်ရတယ်အခုလောလောစိတ်ထဲမှာမကျေနပ်တာတွေအများများတယ်ဒေါသထွက်တာတွေအများများတယ်ဒါပေမဲ့အဲ့ဒါကြီးကိုတည်ပြီးတော့မှကိုကဘယ်လိုပြောမလဲဘယ်နှပြည့်ရမလဲမသိတယ်လို့ဖြစ်နေတာအဲ့လိုမျိုးအဲ့အမိုက်ကြီးကတည်သွားရင်ဒါတစ်ချိန်ချိန်ကျရင်ပောက်ကွဲထွက်နိုင်တယ်ပေါ့နော်ဒါကြောင့်တတိထားရမယ်တချို့ဆိုရင်အဲ့ဒီ energy ကြောင့်မလို့မကောင်းတဲ့ action လေးတွေယူကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့ဘဝကိုအဆုံးသတ်လိုက်တဲ့သူတွေလို့ကိုယ့်ရဲ့ဒီမကောင်းတာတွေကိုဒီတယောက်ယောက်ပေါ်မှာပုံချပစ်တာတို့ဘာလို့အဲ့လိုမှုခင်းနေပါဖြစ်ကုန်တာမျိုးအဲ့လိုတွေရှိတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ရှင်းထုတ်ဖို့မမေ့နဲ့ငိုချင်တာရှိရင်ကိုချလိုက်ဒေါသထွက်ချင်ထွက်ပစ်လိုက်အဓိကကိုယ့်ရဲ့ငကို energy ကိုပြန်ရှာဖို့ပဲလိုအပ်တယ်ဒါကြောင့်အဲ့ဒီမကောင်းတဲ့ energy လေးတွေလည်းရှင်းထုတ်ဖို့လိုအပ်နေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဒါကကိုလုံးရမယ့်ပြောင်းလဲမှုလေးတွေပေါ့နော်တကယ်လို့ဒါလေးတွေကိုလုပ်မယ်ဆိုရင်ဘလို့အကျိုးသက်ရောက်မှုတွေရှိတယ်လဲဘာလေးတွေ2026မှာပဲဖြစ်ပေါ့နော်ဒါတွေကိုလုပ်နိုင်မယ်ဆိုရင်ဘလို့ပြောင်းလဲမှုတွေရှိတယ်လဲဆိုတာလေးကကြတော့တာရော့ကတ်လေးတွေနဲ့ဟောပြပေးသွားပါမယ်ဒီတကယ်လို့ဒီပြောင်းလဲမှုလေးတွေလုံနိုင်သွားမယ်ဆိုရင်ပေါ့နော်ဘယ်လို result ရလဒ်လေးတွေရနိုင်တယ်လဲဘာလေးတွေဖြစ်နိုင်တယ်လဲပေါ့နော်ကတ်လေးတွေကကြတော့ 5.1 ဆိုတဲ့ကတ်လေးကြာလာပါတယ်နောက်တစ်ကတ်ကကြတော့9.1 ဆိုတဲ့ကတ်ကလေးပါနောက်ဆုံးတစ်ကတ်ကကြတော့ Empress ဆိုတဲ့ကတ်လေးကြာလာတယ်ပေါ့နော်ဒီကတ်တွေရဲ့ energy ကဒီပြောင်းလဲမှုလေးတွေကိုဒါလုံနိုင်သွားမယ်ဆိုရင်ပေါ့နော်ဘယ်လိုရလဒ်လေးတွေခံစားရနိုင်တယ်လဲဆိုရင်အဓိကကြတော့ပေါ့နော်ဘယ်လိုပြောမလဲကိုယ်စိတ်ကိုနိုင်သွားမယ်ဆိုရင် energy မျိုးမြင်ရတယ်ကိုကအခုအဖြေရှာနေတာပေါ့နော်ဘယ်ဟာကအမှန်လဲဘယ်လမ်းကိုလိုက်ရမှာလဲဘယ်ဟာကအဲ့လိုမျိုးပြားများနေတာလို့ပဲပြောရမလားပေါ့နော်အဲ့လိုကိုအခုလှုပ်ကြည့်နေရရင်လည်းအများကြီးရှိရဟိုကလည်းလှုပ်ကြည့်ရဒီဟာလည်းလှုပ်ကြည့်ရဘယ်ဟာကလမ်းမှန်မယ်မသိဘူးပေါ့နော်ဒါပေမဲ့ဒီလိုပြောင်းလဲမှုလေးတွေဒါလှုပ်နိုင်သွားမယ်ဆိုရင်ကိုကအဲ့လမ်းမှန်ကိုလိုက်ပြီးတော့မှရှာမှာတော့မဟုတ်တော့ဘူးကိုယ့်ရဲ့ energy ကိုကိုကငြိမ်ငြိမ်စိတ်စိမ်လေးပဲနေလိုက်တော့မှာဒါကြောင့်အရာအားလုံးကိုကိုက letting ကိုလှုပ်ချသွားနိုင်မယ်ဆိုတဲ့ဟာမျိုးမြင်ရတယ် letting ကိုလှုပ်ချသွားနိုင်တယ်ဆိုတာကကြတော့အဲ့ကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာကြီးကိုမလိုချင်တော့မရချင်တော့ဘူးဆိုပြီးတော့မှမြောင်းနေပြစ်လိုက်တာမျိုးအဲ့လိုမျိုးဆိုလိုတာမျိုးမဟုတ်ဘဲနဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့တည်ကျင်တဲ့စိတ်ဒီဟာနဲ့ပတ်သက်ပြီးတော့မှအဖြေတွေလိုက်ရှာနေတဲ့စိတ်နောက်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှမှောင်မိုက်သွားတဲ့ dark side ထဲကိုရောက်သွားတဲ့ကိုယ့်ရဲ့စိတ်တွေကိုကိုကလွတ်ချလိုက်မှာပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ငကို energy ကိုပြန်ပြီးတော့မှရလိမ့်မယ်ဒါကြောင့်ဒီပြောင်းလဲမှုတွေဒါလုပ်နိုင်မယ်ဆိုရင်ဒီထဲမှာပဲကိုယ့်ရဲ့ energy ကမြုပ်နေမှာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ energy ကပြန့်သွားမှာပေါ့နော်ဒါဘာလို့ဆိုလိုတာလဲဆိုအခုကြုံတွေ့နေရတဲ့အခက်ခဲလေးကအခြေရင်းနဲ့ပတ်သက်တယ်ဆိုပါတော့ကိုကအခြေရင်းမှာပဲ energy ပေးမှာမဟုတ်တော့ဘူးအခြေရင်းမှာလည်းအခုခံစားနေရတာကအခြေရင်းမှာ100% energy ပေးနေနိုင်တယ်ပေါ့နော်အဲ့ဒီ energy ကိုကိုကဖြန့်လိုက်မှာအလုံးမှာ30%ကိုယ့်ရဲ့မိသားစုတွေနဲ့30%တငယ်ချင်းတွေနဲ့30%အဲ့လိုမျိုးဖြန့်နေလိုက်ဖြန့်မိသွားမှာပေါ့နော်အဲ့လိုဖြန့်ချက်ပြီးနေနိုင်လိုက်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်လေးကပို့ပြီးတော့မှရှင်လန်းလာမယ်တက်တာလာမယ်ဆိုတဲ့ဟာမျိုးလေးလည်းတွေ့ရတယ်ဒါကိုက်နေရတော့တွေ့ယူကြည့်ပေါ့နော်ကိုအခု energy ပေးမိနေတဲ့ဟာလေးကိုတခြားဟာတွေပေါ်မှာဖြန့်ချက်လိုက်တဲ့အခါကျတော့ကိုကအလုပ်တွေများလာတာမျိုးရှိမယ်တချို့ကြလည်းကိုစိတ်ဝင်စားတဲ့ကိုရဲ့ဝါသနာတစ်ခုကိုရှာတွေ့တာမျိုးရှိမယ်နောက်ပြီးတော့ကိုဘယ်လို control လုပ်ရမလဲဆိုတာကောင်းကောင်းသိသွားတာအဓိကတော့ဒီထဲမှာပဲမြုပ်နှံနေတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုပြန်ပြီးတော့မှကဲတင်သွားနိုင်မယ်ပြန်ပြီးတော့မှအဖက်ဆယ်နိုင်သွားမယ်ဆိုရဲရလက်လေးပေါ့နော်အဲ့ဒါလေးလည်းရနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီကိုယ့်ရဲ့စိတ်ထဲမှာစိုးရိမ်နေတာမျိုးရှိအဲ့စိုးရိမ်နေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှတော့ကောင်းမွန်တဲ့ဟာလေးတခုကတော့ရောက်လာနိုင်တယ်ပြောရရင်ကိုကအခုလိုမျိုးပဲဖြစ်ဖြစ်ခုနအရှိမပြောသွားသလို energy တွေဖြန့်ကျက်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ manifestation လေးတွေပဲဖြစ်ကိုလိုချင်တာဖြစ်ချင်တာလေးတွေရောက်မလာတော့ပါမျိုးအဲ့လိုကိုကဒီဟာကြီးကိုဆုံးရှုံးသွားမှာမျိုးကိုကလမ်းဆုံးရောက်သွားမှာမျိုးအပြီးသက်သွားမှာမျိုးအဆုံးသက်သွားမှာမျိုးတော်တော်ကြောက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကကြောက်စရာမဟုတ်ဘူးဆိုတဲ့ဟာလေးကိုလာပြီးတော့မှ secure ပေးတဲ့အ
ရာလေးတစ်ခုရှိနေမယ်ဒါကဘယ်လိုမျိုးလဲဆိုရင်ကိုကခုနလိုမျိုးအလုပ်တွေအများကြီးလုပ်တယ်ကိုယ့်ရဲ့ဝါသနာတွေကိုလိုက်စားတယ်ဒီဟာပေါ်မှာအများကြီး energy ထုတ်မပေးတော့ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဟာကသူ့အနေနဲ့သူဆက်ဖြစ်နေတယ်ဆက်သွားနေတယ်ဆိုတဲ့ဟာမျိုးကိုကမြင်ရလိမ့်မယ်မျက်လုံးနဲ့မြင်ဥပမာပေးရမယ်ဆိုရင်ဒီကိစ္စလေးကအခြေရေးပဲထားပါတော့ကိုကဒီတစ်ဖက်လူအပေါ်မှာပဲဖြစ် connection ပေါ်မှာအဲ့လောက်ကြီးအားဆိုင်မထုတ်တော့ဘူးကိုကအလုပ်တွေလည်းစူးစမ်းပြီးလုပ်တယ်ကိုယ့်ရဲ့ဝါသနာလေးတွေလည်းလုပ်တယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာစိုးရင်ကိုကတစ်ဖက်လူကိုအဲ့လောက်ကြီးဂယုမဆိုင်တော့ဘူးဆိုရင်သူနဲ့ကိုယ်နဲ့ပြန်မပေါင်းဖက်တော့မှမျိုးဒါမှမဟုတ်ကို manifest လုပ်ထားတဲ့ဟာတွေလွတ်သွားမှမျိုးကိုမှကြောက်တဲ့စိတ်ရှိရဲဒါပေမဲ့တကယ်တမ်းဖြစ်လာတာကကြာကိုအလုပ်လည်းလုပ်တယ်ဝါသနာတွေလည်းလိုက်စားပေမဲ့သူနဲ့ကိုယ်နဲ့ connection ကဆက်ပြီးတော့မှသွားနေတယ်ပေါ့နော်ပြောရင်ရက်သွားတာမျိုးမရှိဘူးသူကနေသူဖြစ်ချင်တာတွေဖြစ်နေတယ်ဖြစ်ချိန်တန်မှာဖြစ်ရမယ့်ဟာတွေဖြစ်ကောင်းဖြစ်နေတယ်နောက်ပြီးတော့တစ်ဖက်လူကပဲဖြစ်သူလုံနေကြအလုပ်တွေသူဆက်ပြီးလုပ်သွားတယ်ဒါကြောင့်ကိုကပြောင်းလဲသွားလို့ပဲဖြစ်ကိုကအဲ့ဒီအမိုက်ထုတ်ကြီးကိုလွတ်ချလိုက်တာနဲ့ကိုယ့်ရဲ့ manifestation တွေကိုဖြစ်ချင်တာတွေကလုံးဝပြောင်းလဲသွားတာမျိုးမဟုတ်ဘူးဆိုတာကိုကမျက်မြင်သက်သေတွေ့ရတော့မှာပေါ့နော်အဲ့လိုလေးတွေ့လိုက်ရတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာငါဂယုဆိုင်ရတာပဲငါစိတ်လေးငါအေးချမ်းနေရင်ဒီ connection ကပို့ပြီးတော့မှမြန်တယ်ဒီငါလိုချင်တာဖြစ်ချင်တာတွေကပို့ပြီးတော့မှမြန်နေဆိုတာပို့ပြီးတော့မှတိလာလိမ့်မယ်ပေါ့နော်အလုံးနဲ့ပတ်သက်ရင်လည်းအဲ့လိုပဲပေါ့နော်ကို့မှာ target တွေ goal တွေရှိလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ energy ကိုတခြားဟာတွေမှာဖြန့်ကျက်လိုက်လေတိတ်ကိစ္စမရှိဘူးအလုံးနဲ့ပတ်သက်တဲ့ manifestation တွေအခွင့်အရေးတွေကသူ့ဘာသာသူကိုယ့်စီကိုတစ်ခုပြီးတစ်ခုရောက်လာလိမ့်မယ်အဲ့လိုမျိုးလေးပေါ့နော်ဒါကတော့ကိုက်ညီရတွေးယူကြည့်ပေါ့နော်နောက်ပြီးတော့ဒီနောက်ဆုံးကရဲ့ energy ကကြတော့ဘယ်လိုရလက်လေးရနိုင်တယ်လဲဆိုရင်ကိုက glow ပို့ပြီးတော့မှဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့လိုဒီကိစ္စဘာတွေဘယ်လိုပဲဖြစ်ပို့ပြီးတော့မှရင့်ကျက်လာမယ်ပို့ပြီးတော့မှကောင်းမွန်တဲ့ positive energy လေးတွေကိုထုတ်ပြသွားနိုင်တယ်ခုနကအပေါ်မှာပြောခဲ့တယ်ပေါ့နော်ကိုကဒီဟာနဲ့ပတ်သက်တဲ့ result ကဘာလဲပေါ့နော်ကိုက positive ဖြစ်တဲ့ outcome ကိုရကျင်နေဆိုရင်ကိုက positive energy လေးတွေထုတ်ပေးတင်နေဆိုပြီးတော့မှပြောပြခဲ့တယ်ဒါကြောင့်မလို့အဲ့ကိုလိုအပ်နေတဲ့ positive energy ကိုကိုကထုတ်ပေးသွားနိုင်လိမ့်မယ်အဲ့လိုကိုဘက်ကကြုံတွေ့နေရတဲ့အခက်ခဲကလူနဲ့ပတ်သက်ရင်လည်းအဲ့ဒီလူပေါ်မှာကိုကချစ်ပေးတတ်မယ်ကျင်နာပေးတတ်မယ်နှွေးထွေးပေးတတ်မယ်ခွင့်လွှတ်ပေးတတ်မယ်ဆိုတဲ့အခါကျတော့ကိုလိုချင်တဲ့ positive outcome ကပို့ပြီးတော့မှနီးစပ်သွားတာပေါ့နော်တကယ်လို့အလုပ်တို့ဆောင်းဝဲတို့ဖြစ်မယ်ဆိုရင်လည်းအဲ့တိုင်းပဲအလုံးနဲ့ပတ်သက်တဲ့စူးစမ်းရမယ့်ဟာတွေဆောင်းဝဲနဲ့ပတ်သက်တဲ့စူးစမ်းရမယ့်ဟာတွေကိုအာရုံစိုက်နိုင်သွားမှာဆိုတော့ positive energy လေးတွေတွားပြီးတော့မှကိုကထုတ်နိုင်လိမ့်မယ်ပေါ့နော်ဒါကြောင့်ဒါတွေသိဖို့လိုအပ်တယ်တကယ်လို့အဲ့လိုသွားမယ်ဆိုရင်ဘယ်လိုပြောမလဲကိုတွေးတာတော့ဒါတွေလှုပ်လိုက်မယ်ဆိုရင်ကိုလိုချင်တဲ့ဟာနဲ့ဝေးသွားမယ်လို့တွေးရဒါပေမဲ့အဲ့ဒါတွေလှုပ်လိုက်မှပဲကိုလိုချင်တာနဲ့ပို့ပြီးတော့မှနှိစက်သွားတယ်အောင်မြင်သွားတယ်ဆိုတဲ့ခံစားချက်ကိုရရှိလိမ့်မယ်ပေါ့နော်ဒီတိုင်းလေးတွေတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်Hello group 2ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 2ကကြတော့ဒီ the bardo ဆိုတဲ့ကတ်လေးကိုဆွဲထားတယ်ပေါ့နော်အဲ့ဒီကတ်နဲ့တူတခြား oracle ကတ်လေးတွေလည်းရှိရပေါ့နော်ကတ်တွေကကြတော့golden s ဆိုတဲ့ကတ်ကလေးရဲ့ balance ဆိုတဲ့ကတ်လေးကြာလာပါတယ်ဒီကတ်လေးတွေရဲ့ energy အရာပေါ့နော် group 2ကဒီ2025မကုန်ခင်မှာဗာလေးတွေပြောင်းလဲရမလဲပေါ့နော်ဘယ်လိုပြောင်းလဲမှုတွေလုပ်တင်တယ်လဲဆိုရင်အဓိကကတော့ပေါ့နော်ကိုကတွေ့ရတာတော့ acceptance ဆိုတဲ့ energy မျိုးလေးကိုတွေ့ရတယ်ကိုဘက်ကလက်ခံတတ်ရမယ်ပေါ့နော်အခုဖြစ်နေတဲ့အရာတွေအခုကြုံတွေ့နေရတဲ့အရာတွေကကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်နောက်ပြီးတော့ဒီနည်းနည်းလေးဘယ်လိုပြောမလဲကိုကဒီလမ်းတစ်ခုကိုရှောက်နေတယ်ပေါ့နော်ရှောက်နေရကနေခလုတ်တိုက်တာမျိုးပဲဖြစ်ဖြစ်တစ်ခုခုကကိုဒင်းကနေဆိုပြီးတော့မှဝင်ဆောင်လိုက်တဲ့ပုံစံမျိုးတွေ့ရတယ်ဒါကြောင့်ကိုစီစဉ်ထားတဲ့အစီအစဉ်တွေပဲဖြစ်ကိုသွားနေကြလမ်းကြောင်းကိုကိုကတွေးထားတာတော့ဒီတိုင်းဆိုရင်စင်ပြေမှာပဲဒီလိုမျိုးလေးပဲမြင်းနေမှာပဲဒီတိုင်းလေးသာငါဆက်သွားရင်ငါရဲ့ပန်းတိုင်ကိုငါတေချာပေါက်ရောက်လိမ့်မယ်ငါအစင်ပြေတယ်ဆိုပြီးတော့မှကိုကယုံကြည်ချက်ရှိပြီးတော့မှပေါ့နော်ပြေးလာကြရဒါပေမဲ့အဲ့လိုအခုချိန်မှာကျတော့အဲ့လိုဇောက်ထိုးမိုးမျော်လေးတွေဖြစ်ကုန်တာပေါ့နော်အဲ့လိုကိုသွားနေတဲ့လမ်းကြောင်းလေးကပြေဖြောင်းဖြောင်းဖြူဖြူမဟုတ်တော့ဘဲနဲ့အဲ့လိုတစ်ခုခုလွဲချော်သွားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုပန်းတိုင်ကိုမမြင်ရတော့တာမျိုးအဆုံးသက်သွားတာမျိုးဒါမှမဟုတ်တချို့ကြရလဲအပြောင်းလဲတွေဖြစ်ကုန်တာဆိုတဲ့အခါကျကိုကအခုလောလောလတ်လတ်လမ်းပြောက်နေတဲ့ပုံစံမျိုးလေးမြင်ရတယ်ပေါ့နော်ဒါကြောင့်ပန်းတိုင်ကိုတော့မြင်နေရပြီဒါပေမဲ့အဲ့ပန်းတိုင်နဲ့ကိုနဲ့ဂျားထဲမှာခံနေတဲ့အရာတွေအများကြီးရှိတယ်တချို့ကြလဲကြောက်ကြီးခံနေရတာမျိုးတချို့ကြရလဲတခုခုရှိနေတာမျိုးအဲ့လိုပုံစံမျိုးတွေတွေ့ရတဲ့အခါကျကိုကအဲ့ဒီပန်းတိုင်ကိုရောက်အောင်သွားဖို့အတွက်စိတ်သက်ခွန်အားတွေမ
မရှိတော့ဘူးစိတ်သက်တွေအရန်ကျသွားတယ်နောက်ပြီးတော့ဆက်ပြီးတော့မှလည်းတိတ်မလုပ်ချင်တော့ဘူးပေါ့နော်ဒီနားမှာပဲခြေပြက်လက်ပြထိုင်ပြီးတော့မှပဲနေလိုက်ချင်တော့တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုရင်ရှေ့ကိုဆက်မလျှောက်ချင်တော့ဘူးဆက်မသွားချင်တော့ဘူးလက်လျှော့ချင်နေပြီဆိုတဲ့ energy မျိုးလေးတွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကိုကဘာကိုပြောင်းလဲရမှာလဲဆိုတဲ့အခါကျအဓိကကိုအခုကြုံတွေ့နေရတဲ့ဟာကကြတော့ကိုယ့်အတွက် lesson ဖြစ်တယ်ပေါ့နော် lesson ဆိုတာကသင်ခန်းစာတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသင်ခန်းစာကိုကိုကသင်ယူရမှာပေါ့နော်ဒါလေးကိုသင်ယူပြီးတော့မှလက်ခံပြီးတော့မှရှေ့ဆက်ရမှာဆိုတဲ့ဟာမျိုးမြင်ရတယ်ဒါပေမဲ့အခုချိန်မှာတော့ကိုကအရင်တုန်းကတွေးထားတဲ့လမ်းကြောင်းတိုင်းသွားလို့တော့မရတော့ဘူးပေါ့နော်အရင်တုန်းကတော့ကိုကဒီလိုပဲသွားမယ်ဒီလိုပဲဖြတ်တန်းမယ်လို့တွေးထားပေမဲ့အဲ့ဒီဖြတ်တန်းတဲ့ပုံစံသွားမဲ့လမ်းကြောင်းလေးတွေကိုလည်းကိုကပုံစံပြောင်းရမယ်လမ်းကြောင်းပြောင်းရမယ်ပေါ့နော်ဒါကြောင့်အဓိကကတော့ကိုက acceptance လို့ခေါ်တယ်လက်ခံရမယ်။ငါစီစဉ်ထားတဲ့အစီအစဉ်တွေကဒီတိုင်းဆက်သွားလို့မရတော့ဘူး။ဒီလိုမျိုးလုပ်လို့မရတော့ဘူး။ဒီတိုင်းဆက်သွားမယ်ဆိုရင်မဖြစ်နိုင်တော့ဘူး။ဒါကြောင့်မလို့ငါတခြားပုံစံပြောင်းရမယ်။တခြား plan ပြောင်းရမယ်။တခြားနည်းလမ်းပြောင်းရမယ်ဆိုပြီးတော့မှသွားမှာ။နောက်ပြီးတော့လက်ခံတတ်ရမယ်လို့ဘာလို့ပြောရလဲဆိုတော့ကိုကအဲ့ဒီလမ်းကြောင်းကြီးကိုအရန်ကတ်သွယ်နေရပေါ့နော်။အဲ့ဒီဟာလုံးမဖြစ်မှာအဲ့ဒီဟာဖြစ်ကိုဖြစ်နေမှာဖြစ်မှာဆိုရဲ energy မျိုးတွေ့ရတာကမျိုးလုံးနဲ့မြင်အောင်ပြောရမယ်ဆိုရင်ဥပမာကိုကနိုင်ငံခြားကိုသွားမယ်ဆိုရင်ပေါ့နော်ကိုသွားခြင်းနဲ့နိုင်ငံရှိတယ်ကိုနေခြင်းနဲ့မြို့ရှိတယ်အဲ့ဒီနိုင်ငံရောက်မှအဲ့ဒီမြို့ကိုသွားမှာဒါပေမဲ့ရုတ်တရက်ကြီးအဲ့ဒီနိုင်ငံအဲ့ဒီမြို့ကသွားလို့မရတော့တာမျိုးပေါ့နော်ဒါကြောင့်ကိုကနိုင်ငံပြောင်းရမယ်မြို့ပြောင်းရမယ်အဲ့လိုပုံစံမျိုးပေါ့နော်တချို့အခြေအေးဆိုလဲအဲ့တိုင်းလေးဖြစ်နိုင်တယ်ပေါ့နော်ကိုပေါင်းဖက်ခြင်းတဲ့သူရှိတယ်ကိုချစ်တဲ့သူရှိတယ်ကိုကြိုက်တဲ့သူရှိတယ်ဒါပေမဲ့သူနဲ့ကိုနဲ့ပေါင်းဖက်လို့တချို့ကြတော့လည်းမဖြစ်တော့တာမျိုးပေါ့နော်ဒါကြောင့်ကိုလိုချင်တဲ့အခြေအေးကိုရချင်တဲ့ပျော်ရွှင်မှုရဖို့အတွက်ဆိုရင်ကိုကတခြားသူကိုပြောင်းကြိုက်ရတာမျိုးတခြားသူနဲ့ပဲသွားရတာမျိုးလည်းဖြစ်နိုင်တယ်တချို့ကြတော့ကိုချစ်ရတဲ့သူနဲ့ပေါင်းဖက်ဖို့အတွက်ဆိုရင်ဒီပုံစံတိုင်းဒီနီလန်တိုင်းသွားလို့မရတော့ဘူးကိုကပြောင်းလဲတဲ့နာတွေပြောင်းလဲရတော့မယ်အစီအစဉ်သစ်တွေဆွဲရတော့မယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ဒါကြောင့်ကိုလုံးရမယ့်အပြောင်းလဲကသတ်မှတ်ထားတဲ့အရာကန့်သက်ထားတဲ့အရာပေါ့နော်ဒါဖြစ်ကိုဖြစ်ရမယ်ဒီတိုင်းပဲသွားခြင်းနဲ့ဒီတိုင်းပဲလုပ်ခြင်းနဲ့ဆိုရဲဟာတွေကိုပြောင်းလဲမှရမှာဆိုရဲ energy လေးပေါ့နော်အဲ့လိုမှပဲအဆင်ပြေမှာနောက်ပြီးတော့ကိုသင်ယူလိုက်ရတဲ့ lesson ကိုလက်ခံလိုက်ပေါ့နော်ဘဝမှာမဖြစ်နိုင်တဲ့အရာတွေရှိတယ်လွဲချော်သွားတဲ့အရာတွေရှိတယ်နှောင့်နှေးသွားတဲ့အရာကြံ့ညာသွားတဲ့အရာတွေရှိတယ်ဆိုတော့ကိုကကောင်းကောင်းလက်ခံတတ်ရမယ်အဲ့ဒါကိုလက်ခံပြီးတော့မှပြောင်းလဲလို့ရမှာပေါ့နော်အဲ့ဒါလေးတစ်ခုပြောင်းလဲဖို့လဲလိုအပ်တယ်ဆိုရဲဟာမျိုးမြင်ရတယ်ပေါ့နော်နောက်ပြီးတော့ဘယ်လိုပြောင်းလဲမှုတွေလုပ်တင်တယ်လဲဆိုရင်အဓိကတော့ပေါ့နော်ကိုကနည်းနည်းလေးတော့ဘယ်လိုပြောမလဲကိုတချို့ကြရလဲဒီ message ကကိုအတွက်ဖြစ်နိုင်တယ်တချို့ကြတော့လဲတစ်ဖက်လူတစ်ဖက်ကအရာအတွက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဓိကဘယ်လိုပြောမလဲအခုလောလောလတ်ကိုကအဲ့လိုကိုမှန်းထားတဲ့အတိုင်းဖြစ်မသွားတဲ့အခါကျတော့ကိုတချို့ကြတော့အပြစ်တင်နေရမျိုးရှိရဲငါညံ့လိုက်တာငါဘာလို့မလုံနိုင်ရတာလဲသူများတွေတောင်မှလုံနိုင်သွားတာပဲတချို့ကြရလဲကိုယ့်ရဲ့ကံကိုအပြစ်တင်တာပေါ့နော်ဒီငါကြမှာကန်ဆိုးလိုက်တာငါရဲ့ကန်ကဘာလို့ဒီလောက်ဆိုးရတာလဲသူများတွေကြတော့ကောင်းကောင်းဖြစ်တယ်ဆိုပြီးတော့မှအဲ့လိုအပြစ်တင်နေတာမျိုးရှိတယ်ဆိုရင်အမှန်တကယ်တမ်းတော့ဘယ်လိုပြောမလဲလူတိုင်းမှာအားသာချက်အားနည်းချက်ဆိုတာရှိရပေါ့နော်တချို့လူတွေကတော့အဲ့လိုကိုမလုံနိုင်တဲ့အရာပဲဖြစ်ဖြစ်ကိုအတွက်ခက်ခဲတဲ့အရာတွေကိုသူတို့လွယ်လွယ်လေးလုပ်သွားကြတာမျိုးရှိလိမ့်မယ်ဒါပေမဲ့သူတို့မှလည်းအားနည်းချက်ရှိတယ်ပေါ့နော်အဲ့ဒီအားနည်းချက်တွေကကိုယ့်ရဲ့အားသာချက်တွေလည်းဖြစ်နေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့လိုမျိုးလိုက်ပြီးတော့မှသူများတွေနဲ့မရှင်နာကောင်းတယ်ပေါ့နော်ကံအရာပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်အဲ့လိုကိုမှလည်းအားသာချက်တွေရှိရဲအဲ့အားသာချက်တွေကိုကိုကဒီကောင်းကောင်းလေးရှာဖွေပြီးတော့မှသွားတာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ဒါကြောင့်နိုင်ရှင်တတ်တဲ့စိတ်ကိုဖျောက်ပါကိုမှလည်းသူများတွေမလုံနိုင်တဲ့အရာတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုရှာဖွေပြီးတော့မှကိုကအကောင်းဆုံးဖြတ်တန်းသွားရမယ်ဆိုရဲ energy မျိုးပေါ့နော်ဒါကြောင့်ကိုတန်ဖိုးထားရမယ်ဆိုရဲဟာလေးလည်းမြင်ရတယ်နောက်တစ်ခုကကြတော့အဲ့ဒီကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာကိုလည်းတန်ဖိုးထားတတ်ရမယ်ပေါ့နော်အခုချိန်မှာကိုကတော်ပြီကွာငါမလို့ခြင်းတော့ငါမရခြင်းတော့အဲ့ဒီလူအဲ့ဒီအရာကြီးကငါအတွက်ဘာမှလည်းမဟုတ်အဲ့ဒီလူအဲ့ဒီအရာမဟုတ်လေငါတခြားဟာတွေအများကြီးလုပ်လို့ရတယ်တခြားဟာတွေပြင်ဆင်လို့ရတယ်စသဖြင့်လိုက်လျှော့ခြင်းနဲ့စိတ်ပေါ့နော်အဲ့လိုက်လျှော့ခြင်းနဲ့စိတ်ကိုလည်းပြောင်းလဲရမယ်ဘာလို့လဲဆိုတော့ကိုကအဲ့ဒီအရာကိုတကယ်လိုချင်မှတကယ်တန်ဖိုးထားမှတကယ်ဖြစ်လာမှာပေါ့နော်ဒါကြောင့်အခုအရင်တော့ကတော့ကိုအဲ့လိုတန်ဖိုးထားခဲ့လိမ့်မယ်အရန်လိုချင်အရန်ရချင်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကြီးကမရတာမျိုးပဲဖြစ်သူများတွေရသွားပြီးတော့မှကိုကနောက်ကြံခဲ့တဲ့ခါကျတော့အဲ့ဒီဟာကြီးကမကောင်းတော့ဘူးလို့ကိုစိတ်ကလိန်လိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ကိုလိုချင်တဲ့ဟာမရရင်ကိုကနာကျင်ရတယ်ဆိုတဲ့ခါကျအဲ့လိုမျိုးမနာကျင်တဲ့အခါကျတော့ဒီဟာကြီးကမကောင်းပါဘူးဒီဟာကြီးကအဆင်မပြေပါဘူးဒါကြီးကတော့မဟုတ်ဘူးဆိုပြီး
တော့မှကိုကအကုန်လုံးကိုမြောင်းနေလွန့်ပစ်တဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါလေးတွေကလည်းမကောင်းဘူးပေါ့နော်အမှန်တကယ်တမ်းတော့ကိုလိုအပ်နေတဲ့ဟာကကိုစူးစမ်းတဲ့ပုံစံကိုချင်းကပ်တဲ့ပုံစံကိုပြောင်းလဲဖို့ပဲလိုအပ်တာအဲ့ဒီအရာတစ်ခုလုံးကြီးကိုလွန့်ပစ်ဖို့အတွက်မလိုအပ်ဘူးပေါ့နော်အခြေရင်းနဲ့ပတ်သက်ရင်ဘယ်လိုပြောမလဲကိုကဒီမကောင်းတဲ့သူတယောက်ယောက်ပဲဖြစ်ဖြစ်လွဲချော်သွားတဲ့သူတယောက်နဲ့ကြုံတွေ့ခဲ့ရတယ်ဒါကြောင့်အခြေဆိုတာမကောင်းဘူးဆိုပြီးလွန်ပြစ်လိုက်တာမျိုးတချို့ကြတော့လေအဲ့လိုမျိုးကိုကတခုခုအောင်မြင်ခြင်းနဲ့စူးစမ်းခြင်းနဲ့ဆိုအောင်မြင်မှုကငါနဲ့မထိုက်တန်ပါဘူးငါတော့ဒီလိုမျိုးသူများတွေလိုပေါ့ပဲနေရမှာပါဆိုရယ်စိတ်တွေရှိနိုင်တယ်အဲ့ဒီစိတ်တွေကိုပြောင်းလဲပေါ့နော်ဒါကြောင့်ကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာကိုငကိုတိုင်းပဲထားလို့ရတယ်အဲ့ဒီဟာကကိုနဲ့ထိုက်တန်တယ်အဲ့ဒီဟာကိုတေချာပေါက်ရမှာကိုတေချာပေါက်အဲ့ဒီပန်းတိုင်ကိုရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပန်းတိုင်ကိုပြောင်းစရာမလိုလမ်းကြောင်းပဲပြောင်းရမှာပေါ့နော်အဲ့ဒါလေးတစ်ခုလေတွေ့ရတယ်ပေါ့နော်နောက်ဆုံးbalance ဆိုတဲ့ကတ်ကနေပြီးတော့မှဘာတွေပြောင်းလဲဖို့လိုအပ်တယ်လဲဆိုရင်ကိုယ့်ဘက်ကအဲ့လို balance ဆိုတဲ့အတိုင်းပဲပေါ့နော်မျှချေသွားတဲ့နယ်ဆိုတဲ့ဟာမျိုးလေးမြင်ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့စူးစမ်းတဲ့ပုံစံလေးတွေနဲ့သွားမှာပေါ့နော်ဒီမှာတိထားဖို့လိုအပ်တာကကိုက်ညီရာလေးတွေးယူကြည့်ပေါ့နော်အခုကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာကိုကတောက်လျှောက်100%ပုံအောခဲ့တာ100%ပုံပေးခဲ့တာပေါ့နော်ဒါပေမဲ့မရတော့တဲ့အခါကျတော့ကိုနာကျင်တဲ့အခါမှာလည်း100%နာကျင်ရတယ်နောက်ပြီးတော့ကိုကဒီတစ်ခုတည်းပုံမှာပဲအာယုံစိုက်ထားတယ်ဒီတစ်ခုတည်းပုံမှာပဲ energy တွေပေးထားတဲ့အခါကျတော့ဓာကြီးကမရတော့ဘူးဓာကြီးကဆောင်းအောင်မယ်ဆိုတော့ကို့မှာတခြားစူးစမ်းထားတဲ့အရာမရှိဘူးတခြားenergy ပေးထားတဲ့အရာမရှိတဲ့အခါကျတော့ဒီဟာကြီးရဲ့ရလက်ကိုပဲကိုကခံစားရတာပေါ့နော်ဒါကြောင့်ဒီပေးခြင်းတဲ့ message ကကြတော့ကိုလိုချင်တဲ့အရာဖြစ်ခြင်းတဲ့အရာကိုဒီအခုစူးစမ်းမဲ့အရာကို100%အကုန်လုံး all in လုပ်ပစ်လိုက်တာထက်50%လောက်80%လောက်ပဲကိုကစူးစမ်း energy ပေးနောက်ထပ်30%ကကို့အတွက်ခြံထားပေါ့နော်30%ကကြတော့တခြားအဓိပ္ပာယ်ရှိမဲ့အရာလေးတွေတွားပြီးတော့မှလောက်တာပို့ပြီးတော့မှကောင်းတယ်ဒါကြောင့်မလို့စူးစမ်းမယ်ဆိုရင်ထားပါတော့ပေါ့နော်ဒီဟာကနိုင်ငံခြားကိုထွက်ဖို့အတွက်ဆိုရင်နိုင်ငံခြားထွက်ဖို့ပဲကိုကအချိန်တွေအားလုံးကိုပေးထားတာမျိုးမဟုတ်ပဲနဲ့နိုင်ငံခြားထွက်ဖို့အတွက်အချိန်ကို80%ပေးထား30%ကနိုင်ငံခြားမထွက်နိုင်ကိုဘာလုပ်မလဲတကယ်လို့ကိုကအဲ့နိုင်ငံကိုမသွားနိုင်ကိုဘာလုပ်မလဲဆိုရဲတခြား plan လေးစဉ်းစားထားပေါ့နော်အခြေရေးနဲ့ပတ်သက်လာရင်လည်းအဲ့လိုပဲကိုကဒီအခြေရေးကြီးကိုပဲကိုဘဝတစ်ခုလုံးလို့သတ်မှတ်ပြီးတော့မှဘဝတစ်ခုလုံးဖြတ်တန်းတာထက်အခြေရေးကို80%လောက်ပဲပေး30%ကကြတော့ကိုဘာသာကိုဖြတ်တန်းနောက်ပြီးတော့ဒါမှမဟုတ်တငယ်ချင်းတွေမိတ်ဆွေတွေအပေါင်းအသင်းတွေနဲ့ဖြတ်တန်းအဲ့လိုလေး balance လုပ်တတ်ရမယ်ပေါ့နော်အဲ့ဒါလေးလည်းပြောင်းဖို့လိုအပ်တယ်ကိုကတခုခုဆိုတခုအကုန်လုံးပုံပေးတတ်တဲ့အကျင့်ကြီးကိုဖျောက်ပါအဲ့ဒါလေးလည်းကိုကသင်ခန်းစာတည်ယူပြီးတော့မှပြောင်းလဲရမှာပေါ့နော်ဒါကြောင့်အဲ့လိုပြောင်းလဲမှာပဲကိုယ့်အတွက်အဆင်ပြေမှာပေါ့နော်ဒါလေးတွေကကိုလုံးရမယ်ပြောင်းလဲမှုလေးတွေပေါ့နော်တကယ်လို့ဒီပြောင်းလဲမှုလေးတွေကိုလုံနိုင်ရင်ပဲဖြစ်ဖြစ်လုပ်ဖြစ်ခဲ့မယ်ဆိုရင်ဘလို့ရလက်လေးရနိုင်တယ်လဲပေါ့နော်ဘာတွေကြုံတွေ့နိုင်တယ်လဲပေါ့နော်ကက်ကလေးတွေအနေနဲ့ကကြတော့8 cup ဆိုတဲ့ကလေးကြာလာပါတယ်နောက်တစ်ကက်ကကြတော့ 6 of swords ဆိုတဲ့ကလေးကြာလာပါတယ်နောက်ဆုံးတစ်ကက်ကကြတော့7 of swords ဆိုတဲ့ကလေးကြာလာတယ်ပေါ့နော်ဒီကလေးတွေကြည့်လိုက်တာနဲ့ဒီ energy ကတည်တာတယ်ဒီ8 of cups တို့6 of swords ဆိုတဲ့ကတ်တွေကကြတော့ move on လုပ်တဲ့ကတ်တွေပေါ့နော်ဒါကြောင့်မလို့ကိုကဒီဟာကြီးနဲ့ပတ်သက်ပြီးတော့မှကိုယုံထွက်သွားနိုင်လိမ့်မယ်လို့ပြောလို့ရတယ်အခုကိုမကောင်းစေတာမျိုးပဲဖြစ်ကိုအပေါ်မှာလွှမ်းမိုးနေတဲ့အရာကိုရဲ့ energy ကို drain ဖြစ်စေတဲ့အရာပေါ့နော်ကိုရဲ့စိတ်တွေကိုစိတ်တက်ကြစေတဲ့အရာကိုစိတ်ကိုကမဖြစ်စေတဲ့အရာကအဲ့ဒီပန်းတိုင်မဟုတ်ဘူးပေါ့နော်ပြောရရင်အဲ့ဒီလူเจ้าမလို့ပဲဖြစ်ဖြစ်အဲ့ဒီအခက်ခဲเจ้าမလို့မဟုတ်ဘဲနဲ့ကိုသင်ရတဲ့သင်ခန်းစာဆိုတာကိုကလက်ခံလိုက်ရမှာဒါကြောင့်မလို့ဘဝမှာကိုနဲ့လွဲချော်တတ်တဲ့အရာတွေလည်းရှိတတ်တယ်ကိုအတွက်မဟုတ်မမှန်ကန်တဲ့အရာမကိုက်ညီတဲ့အရာတွေဆိုတာလည်းရှိတတ်တာပဲဆိုတာလေးကိုကလက်ခံလိုက်ရမှာလက်ခံပြီးတော့မှကိုကနောက်ထပ်လမ်းကြောင်းတစ်ကိုရှာပြီးတော့မှအဲ့ပန်းတိုင်ကိုပဲဆက်သွားရမှာပေါ့နော်ဒါကြောင့်အဓိကတစ်ခုလုံးကြီးကိုလွတ်မပြစ်ဖို့အတွက်ပဲအရေးကြီးတာဒါကြောင့်ဒီပြောင်းလဲမှုတွေလုပ်နိုင်မယ်ဆိုရင်အဲ့ဒီဟာနဲ့ပတ်သက်တဲ့စိတ်ဒဏ်ရာလေးတွေကိုကိုကကူစားသွားနိုင်လိမ့်မယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်အခုခံစားလိုက်ရတဲ့စိတ်ဒဏ်ရာတွေအတွက်ထိုက်တန်တဲ့အရာတွေကိုဘဝတွေကိုရောက်လာလိမ့်မယ်ပေါ့နော်ဒါကတော့အမျိုးဖြစ်နိုင်တယ်တချို့ဒီကိုနဲ့လွဲချော်သွားတဲ့အရာကြံ့ညာသွားတဲ့အရာကအချစ်ရေးဆိုရင်တခြားကိုအတွက်အစဉ်ပြေမဲ့928အချစ်ရေးတွေတငယ်ချင်းတွေမိတ်ဆွေတွေအပေါင်းအသင်းလေးတွေဒါမှမဟုတ်ရင်အိမ်မွေးတလိษံလေးတွေအဲ့လိုမေတ္တာတရားလေးတွေပြန်ပြီးတော့မှဝင်လာနိုင်တယ်ပေါ့နော်အခုတကယ်လို့ကိုနဲ့
လွယ်သွားတဲ့အရာကိုမလုံလိုက်နိုင်တဲ့အရာကအလောက်ကိုင်းဆိုရင်လေအဲ့ဒီကြီးကြီးမားမားအလောက်ကိုင်းမဟုတ်ရင်တောင်မှတခြားငွေဝင်ပေါက်လေးတွေရမယ်အလောက်ကိုင်းလေးတွေကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်စေမယ်အလောက်ကိုင်းလေးတွေပြန်ပြီးတော့မှဝင်လာလိမ့်မယ်တချို့ကြတော့လေဒီဟာကကိုယ့်ရဲ့အိမ်မက်တွေ target တွေ goal တွေဖြစ်တယ်ဆိုရင်လေအဲ့ဒါကြီးမရပင်မဲ့လေကို့မှာcelebrate လုပ်လို့ရမယ်အောင်မြင်မှုတည်တည်မွားမွားလေးတွေအများကြီးရှိမယ်နောက်ပြီးတော့ဒီတကယ်လို့နိုင်ငံသားတွေဘာတွေဆိုရင်လည်းအဲ့ဒီနိုင်ငံကိုမသွားနိုင်ပေမဲ့ကိုကတခြားပေါ့နော်အဆင်ပြေမဲ့ဟာတွေနီလန်းတစ်တွေခွင့်လန်းတစ်တွေအများကြီးရောက်လာတာမျိုးပေါ့နော်အဲ့ဒါမျိုးရှိလာလိမ့်မယ်ဒါကြောင့်ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့မှမဖြစ်နိုင်ဘူးမရနိုင်ဘူးဆိုတဲ့ဟာကိုလက်ခံလိုက်နိုင်မဲ့တခြားပျော်ရွှင်မှုလေးတွေကိုယ်စိတ်ကိုချမ်းစိတ်ချမ်းသာစေမဲ့အရာလေးတွေဝင်လာလိမ့်မယ်ဆိုတဲ့ဟာလေးလည်းမြင်ရတယ်ပေါ့နော်နောက်ပြီးတော့အပြောင်းရွှေ့အပြောင်းလဲလေးတွေအများရှိလာလိမ့်မယ်ပြောရရင်ကိုခုစူးစမ်းခဲ့တဲ့အရာကကြီးကြီးမားမားပြောင်းလဲမှုဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုကြီးကြီးမားမားပြောင်းလဲမှုဆိုတာကဘယ်လိုပြောမလဲအခြေရေးဆိုရင်လည်းပေါ့နော်ဒီလူတယောက်နဲ့ပတ်သက်ပြီးတော့မှကိုကအကုန်လုံးပုံပေးထားတာမျိုးသူနဲ့ပတ်သက်ပြီးတော့မှကိုမှဘဝနဲ့ချီပြီးတော့မှပြောင်းလဲမယ်အပြောင်းလဲတွေအများကြီးရှိခဲ့လိမ့်မယ်ဒါပေမဲ့အဲ့ဒီလူကိုဘဝထဲမှာမရှိတော့ပေမဲ့လည်းကိုယ့်အတွက်ပြောင်းလဲမှုတချို့ရှိလာလိမ့်မယ်ဥပမာထားပါတော့ကိုကသူနဲ့လက်ထပ်ပြီးရင်နိုင်ငံသားထွက်မယ်လို့စဉ်းစားထားတယ်ဆိုရင်သူနဲ့တော့လက်မထပ်ဖြစ်သွားဘူးဒါပေမဲ့နိုင်ငံသားကတော့ထွက်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်တချို့ဒီပြောင်းလဲမှုဆိုတာကထားပါတော့ကိုကအခြေရေးမဟုတ်ဘဲနဲ့နိုင်ငံသားထွက်ဖို့အတွက်စီစဉ်ထားဆိုရင်နိုင်ငံသားတော့မထွက်ဖြစ်သွားဘူးဒါပေမဲ့ခရီးတွေအများကြီးထွက်ဖြစ်တာမျိုးဒါမှမဟုတ်ကိုယ့်အတွက်အကျိုးရှိမဲ့တခြားနိုင်ငံလေးတွေပါလေးတွေသွားဖြစ်တာမျိုးတခြားနိုင်ငံသားနဲ့ဆက်ဆက်တဲ့အလုပ်တွေလုပ်ဖြစ်တာမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတဲ့အခါကျတော့ကိုကဒီဟာကြီးကိုလက်ခံသွားနိုင်လိမ့်မယ်ပေါ့နော်အဲ့ဒီလူအဲ့ဒီအရာကြီးကိုကိုကချထားပြီးတော့မှရှစ်ဆက်နိုင်လိမ့်မယ်ဒါကြောင့်မွတ်ဖွန်လုံနိုင်သွားလိမ့်မယ်တခြားအစားထိုးဝင်ရောက်လာတဲ့အရာတွေနဲ့ကိုကနေနိုင်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးလည်းမြင်ရတယ်နောက်ပြီးတော့ကိုယ့်ဘက်က awakening လို့လည်းပြောလို့ရတယ်အဲ့လိုတစ်ခုခုမြင်သွားလိမ့်မယ်တိသွားလိမ့်မယ်ဆိုတဲ့ energy မျိုးမြင်ရတယ်ပြောရင်ဒီဟာကြီးကကိုယ့်စိတ်ကိုလှည့်စားထားတာပေါ့နော်ငါဒါငရကိုရမှဖြစ်မှာဒီဟာရမှငါပျော်ရမှာဒီလူနဲ့မှငါနေလို့အဆင်ပြေမှာသူနဲ့မှငါဘဝကြီးအောင်မြင်မှာသူနဲ့မှငါဘဝကြီးအဆင်ပြေမှာဒီဟာကြီးရသွားတော့မှငါဘဝအဆင်မြင့်သွားမှာဆိုတဲ့အတွေးတွေကိုကိုကမြင်လာလိမ့်မယ်။အော်ဒီဟာလေးကငါရဲ့ဘဝတစ်ခုကြီးလေးမဟုတ်ပါလား။ဒါလေးမရတော့လဲငါဘာမှဖြစ်မသွားဘူး။ဒါလေးမရဘူးရင်လဲကောင်းမွန်တဲ့အရာတွေအများကြီးရှိရ။ဒီဟာလေးမဟုတ်ရင်လည်းတခြားလက်ခံနိုင်စရာအများကြီးရှိရဆိုတာမြင်လာလိမ့်မယ်ဒါကြောင့်ဘယ်လိုပြောမလဲ universe ကပဲဖြစ်ဖြစ် spirit guide တွေကပဲဖြစ်ကံကြမ္မာကံတရားကိုချပြပေးမဲ့အရာတွေအများကြီးရှိရပေါ့နော်တကယ်လို့လူတယောက်နဲ့ပေါင်းဖက်ဖို့အတွက် union ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့သူတွေနှောင့်နှေးသွားတဲ့သူကြံ့ကြာသွားတဲ့သူတွေဆိုရင်လည်းအဲ့လိုမျိုးမြင်ရလိမ့်မယ်အော်ဒီနီလန်းလေးကအဆင်မပြေဘူးဒီနီလန်းလေးကိုလွတ်ချပြီးတော့မှတခြားနီလန်းကိုကိုကစူးစမ်းသွားနိုင်လိမ့်မယ်တခြားအရာတစ်ခုကိုကလက်ခံသွားနိုင်လိမ့်မယ်အော်ငါကတ်တွယ်နေတဲ့အရာကငါကောင်းမှနေတာပါလားဆိုတာလည်းမြင်သွားလိမ့်မယ်ပေါ့နော်ဒါကြောင့်ပိုကောင်းတဲ့ရလဒ်ကိုရလာလိမ့်မယ်နောက်ပြီးတော့ကိုကပို့ပြီးတော့မှလည်းပျော်ရွှင်နိုင်တယ်လို့ပို့ပြီးတော့မှလည်းအဆင်ပြေလာလိမ့်မယ်ဒီဟာလေးကမျိုးလုံးနဲ့ဝင်လာတယ်ပေါ့နော်ဒီနေရောင်လေးကဒီနှင်းတော်ကြတဲ့အထဲမှာနေရောင်လေးကိုမြင်ရတယ်လို့ပဲပေါ့နော်အဲ့လိုကိုဘွားကမောင်းမိုက်နေပြီးအဆုံးသက်နေပြီလို့ထင်ပေမဲ့တကယ်တမ်းတော့အလင်းရောက်နေအများကြီးရှိတယ်အလင်းတွေကြံနေသေးတယ်နေဆိုတာကထွက်နေအောင်မှာပဲပေါ့နော်ဒါကြောင့်မလို့ကိုကမြင်ထိုက်တာလေးမြင်လာလိမ့်မယ်ဒါကြောင့်ကိုဘွားကတဖန်ပြန်ပြီးတော့ chapter 1တစ်ခုစလာလိမ့်မယ်ပေါ့နော်အရင်တုန်းကမဖြစ်နိုင်တဲ့ဟာမရနိုင်တဲ့ဟာလွဲချော်ခဲ့တဲ့ဟာတွေကိုထားခဲ့ပြီးတော့မှတကယ်ရနိုင်ပိုင်ဆိုင်နိုင်ပြီးတော့မှကိုယ့်အတွက်အဆင်ပြေဆုံးအကန့်အညီဆုံးအရာတွေကိုရွေးချယ်သွားနိုင်လိမ့်မယ်အဲ့ဒီရလက်လေးရနိုင်နေဆိုတာမျိုးတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်group 3ကိုရွေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 3ကကြတော့ the village ဆိုတဲ့ကတ်လေးကိုရွေးထားတယ်ပေါ့နော်အဲ့ဒါနဲ့အတူတခြားဆွဲထားတဲ့ကတ်လေးလည်းရှိရပေါ့နော်ကတ်လေးတွေကကြတော့ panther ဆိုတဲ့ကတ်လေးရဲ့reflection ဆိုတဲ့ကလေးကြာလာတယ်ပေါ့နော်ဒီကတ်တွေရဲ့ energy ရာ group 3ကဒီကြန့်ရှိနေသေးတဲ့2025ခုနှစ်တော်တွင်မှာပေါ့နော်ဘလို့ပြောင်းလဲမှုတွေလုပ်တင်တယ်လဲဆိုရင်အဓိကတော့ပေါ့နော် group 3ကဒီပထမဦးဆုံးကောက်ရတဲ့ energy ကကြတော့ကိုယ့်ရဲ့ comfort zone တွေကနေပြီးတော့မှရုံထွက်တင်နေဆိုတဲ့ဟာမျိုးလေးမြင်ရတယ်ကိုကအခုလောလောလတ်လတ်ရောက်နေတဲ့နေရာကအရန်တက်တာဖြစ်တယ်ပေါ့နော်အဲ့လိုအခြေရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ဒီတိုင်းလေးပဲလေပတ်နေတယ်ဒီတိုင်းလေးပဲသွားနေတယ်ကိုကအဲ့ဓာတွေကအကောင်းဆုံးလို့ထင်နေတယ်အဲ့ဓာတွေကအဆင်ပြေဆုံးလို့ထင်နေတယ်ဒါပေမဲ့လည်း
တက်တောင့်တက်တာပဲရှိတာပေါ့နော်ဒါပေမဲ့ကိုမကြိုက်တဲ့အရာတချို့လည်းရှိတယ်ကိုအတွက်အစင်မပြေတဲ့အရာကိုပြောင်းလဲခြင်းတဲ့အရာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီဟာတွေကိုအကောင့်ထဲပေါ်ဖို့အတွက်ကိုကစူးစမ်းရမှာပေါ့နော်ဒါကြောင့်ဥပမာအခြေအနေနဲ့ပတ်သက်ရင်ပေါ့နော်အခုလိုပုံစံလေးကအစင်တော့ပြေတယ်ဒါပေမဲ့နောက်ဆက်နေတဲ့အနောက်ဆက်တွေရှိတယ်အတားအဆီးလေးရှိရဆိုရင်အဲ့ဒီအနောက်ဆက်အတားအဆီးတွေကိုကရင်ဆိုင်ပြစ်တာမျိုးဖြည့်ရှင်းပြစ်တာမျိုးတခုခုမှားသွားမှာတခုခုအဲ့လိုမျိုးအစင်မပြေဖြစ်သွားမှာတခုခုအဲ့လိုပြိုလဲသွားမှာမျိုးမကြောက်ဖဲနဲ့ကိုကပြောင်းလဲပြစ်ရမှာပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ပုံစံကဘယ်လိုဖြစ်နေရလဲဆိုတော့ဒါတွေကတော့အစင်တော့မပြေဘူးဒါပေမဲ့ငါတီးခံနိုင်တယ်ငါအတွက်တိတ်ကိစ္စမရှိပါဘူးငါငြိမ်နေလိုက်ပါမယ်ဆိုတဲ့ဟာလေးတွေပေါ့နော်အဲ့ဒီဟာလေးတွေကိုကိုကပြောင်းလဲရမှာဆိုတဲ့ဟာမျိုးလည်းမြင်ရတယ်အလုပ်ကိုင်နဲ့ပတ်သက်ရင်လည်းအဲ့လိုပဲကိုယ်စိတ်ထဲမှာအခုချမှတ်ထားတဲ့ rules တွေပဲဖြစ်ဖြစ်ပေါ့နော်အခုကိုလုံနေတဲ့အရာလေးတွေကကိုယ့်အတွက်မကောင်းဘူးအစင်မပြေဘူးမတင်တော့ဘူးဆိုတာကိုကသိတယ်ဒါပေမဲ့ကိုကငွေလိုလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီအလောက်ကန်လေးကကိုယ့်အတွက်အစင်ပြေလို့ပဲဖြစ်ဖြစ်ကိုကဒီထဲမှာတီးခံပြီးတော့မှနေနေတာပေါ့နော်ဒါကြောင့်ကိုလောက်ရမယ့်အရာတွေအဲ့ဒီဟာတွေကိုပြောင်းလဲမှရမှာဘာလို့လဲဆိုတော့ဘဝဆိုတာအရာကပြောင်းလဲမှာပဲရှင်းချက်မှာတိုးတက်မှာပေါ့နော်အဲ့ပြောင်းလဲမှုမလုပ်သေးတဲ့၍အဲ့လိုကိုမှန်းထားတဲ့ target တွေကိုလိုချင်ရချင်တဲ့ပျော်ရွှင်မှုတွေကိုလိုချင်ဖြစ်ချင်တဲ့အစဉ်တန်းမြင့်မှုတွေဘာတွေကဝေးသွားမှာပေါ့နော်ဒါကြောင့်ဒီတေးသေးမမပြောင်းလဲမှုလေးတွေတောင်မှကိုကမလုပ်နိုင်ဘူးဆိုရင်ဟိုးကြီးမကို manifest လုပ်ထားတဲ့ပျော်ရွှင်မှုတွေကိုလိုချင်တဲ့ဟာတွေကပို့ပြီးတော့မှဝေးသွားမှာပေါ့နော်ဒါကြောင့်မလို့ဒီ rules တွေကိုဖောက်ပြရမှာမကြောက်ပါနဲ့ပေါ့နော်ဒီတိုင်းပဲနေရမယ်ဒီလိုပဲနေရမယ်ဒါမလုပ်ရဘူးဟိုမလုပ်ရဘူးဆိုတဲ့ဟာတွေကိုဖောက်ပြပြီးတော့မှကိုယ့်ရဲ့တကယ်အရှိကိုရှိတိုင်းကိုထုတ်ပြကိုဘာလိုချင်လဲဘာဖြစ်ချင်လဲကိုယ့်ရဲ့တကယ်ပုံရင်းစင်မှန်ကဘာလဲဆိုတာကိုထုတ်ပြနိုင်ရမယ်ပေါ့နော်နောက်ပြီးတော့အခြေအနေပတ်သက်ရင်လည်းတချို့ကြတော့တစ်ဖက်လူကိုအားနာတာမျိုးရှိတယ်ဒါမှမဟုတ်ရင်လည်းတစ်ဖက်လူကြောင့်မဟုတ်ရင်လည်းဒီဘေးနားမှာရှိနေတဲ့သူတွေပေါ့နော်ဒီကိုယ့်ရဲ့ဆွေမျိုးတွေပဲဖြစ်တငယ်ချင်းတွေပဲဖြစ်ပတ်သက်နေတဲ့သူတွေကိုအားနာလို့ကိုကမလုပ်ရဲတာမျိုးဘာမျိုးဆိုရင်အဲ့လိုမလုပ်ရဲလေပိုးဆိုးလေပဲဘာလို့လဲဆိုတော့ကိုယ်စိတ်ထဲမှာတစ်ဖက်လူနဲ့ပျော်ရွှင်ခြင်းနဲ့တစ်ဖက်လူနဲ့ happy ending ဖြစ်ခြင်းနဲ့ဆိုရင်ဒီလောက်ကတော့ကိုစွန့်စားရရမယ်ဒီလောက်ကတော့ကိုဖောက်ဖျက်နိုင်ရမယ်ဖောက်ဖျက်ရရမယ်ပေါ့နော်ဒါကြောင့်ကိုယ်စိတ်ထဲမှာကြောက်နေတဲ့အကြောက်တရားတွေကိုရင်ဆိုင်ပြီးတော့မှသူတို့တွေသတ်မှတ်ထားတဲ့အရာတွေကိုဖောက်ပြရမယ်သူများတွေအတွက်ထက်စဉ်းစားရတဲ့ကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာကိုပို့ပြီးတော့မှဦးစားပေးရမယ်အဲ့ဒါမှပဲကိုယ့်ရဲ့ကြီးမားအိမ်မက်တွေကိုကိုကလှမ်းနိုင်မှာဆိုရယ် messages မျိုးပေါ့နော်အဲ့ဒါလေးပြောင်းလဲမှုလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်နောက်တစ်ခုကကြတော့ဘလို့ပြောင်းလဲမှုလုပ်တင်တယ်လဲဆိုရင်ပေါ့နော်ဒီမှာကိုယ့်ရဲ့ပုံစံလေးကကြဘယ်လိုပြောမလဲနည်းနည်းလေး over protective ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးလေးနည်းနည်းတွေ့ရတယ်။ကိုက်ညီရတော့တွေ့ယူကြည့်ပေါ့နော်။အဲ့လိုကိုကတခုခုကိုဆုံးရှုံးသွားမှကြောက်လို့ပဲဖြစ်ဖြစ်တခုခုကိုမထိခိုက်စေချင်လို့တကယ်လို့ဒါကအချစ်ရေးဆိုရင်လေကိုချစ်တဲ့သူကိုမထိခိုက်စေချင်ဘူးသူ့ကိုအဲ့လိုမျိုးအရန်နူးညံ့တိမ်မွေ့နေတာပေါ့နော်။ကိုလုံနေတဲ့လုံရက်လေးတွေကသူ့ပေါ်မှာအဲ့လိုဘယ်လိုပြောမလဲဒီကိုတိုင်းတော့မှမတိလိုက်ဖ ೇನೆ သူ့ကိုချုပ်ချယ်နေတယ်လို့မျိုးဖြစ်နေတာမျိုးလည်းရှိတယ်သူ့ကိုမလုံးနဲ့ဒါမလုံးနဲ့ဆိုရဲ energy မျိုးလေးထုတ်ပြပေးနေရမျိုးရှိတယ်ဒါပေမဲ့ကိုကတော့ intention ကတော့ကောင်းတယ်ပေါ့နော်သူ့ကိုဒီတိုင်းလွတ်ပေးလိုက်ရင်ပဲဖြစ်သူလှုပ်ချင်တာလေးတွေလှုပ်ခွင့်ပေးလိုက်မယ်ဆိုရင်ဒီ connection ကိုလာပြီးတော့မှထိခိုက်မှာမျိုးဒါမှမဟုတ်တခုဖြစ်သွားမှစိုးရင်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့လိုဒေါနဲ့မောနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဇောကြီးတယ်လို့ပဲခေါ်မလားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူ့ကိုတုံ့ပြန်ချက်လေးတွေကတစ်ဖက်လူအတွက်တော့အဲ့လိုစိတ်တန်ရလူမျိုးလေးနည်းနည်းဖြစ်နေပြီပေါ့နော်ဒါကြောင့်ကိုကအဲ့လိုတစ်ဖက်လူကိုအဲ့လိုမျိုး pressure တွေပေးမိနေရဆိုရင်ကိုယ့်ရဲ့ပုံစံတွေကိုပြောင်းပြေးဘာလို့လဲဆိုတော့တစ်ဖက်လူတော်တော်လေးပင်ပန်းနေပြီထိခိုက်နေပြီသူအခုလိုအပ်နေတာကသူ့ကိုကာကွယ်ပေးတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုချစ်ပေးတာမျိုးနှစ်သက်ပေးတာမျိုးဂရုစိုက်ပေးတာမျိုးသူ့ကိုအဲ့လိုမျိုး emotion ဘိုင်းနဲ့ပတ်သက်ပြီးတော့မှအားစိုက်ထုတ်ပေးရမျိုးအဲ့ဒါမျိုးတွေလိုအပ်တယ်ပေါ့နော်ဒါကြောင့်အဲ့လူနဲ့ပတ်သက်ရင်အဲ့ over protective ဖြစ်တဲ့ energy ကို short ပေးပေါ့နော်နောက်တစ်ခုကကြတော့အလုတ်ကင်ကိစ္စတို့တခြားကိစ္စတို့နဲ့ပတ်သက်ရင်ကိုကအရန် secretive ဖြစ်တာပေါ့နော် secretive ဖြစ်တာဆိုတာအရန်လှုပ်ဝတ်တာကိုရဲ့ target တွေ goal တွေကိုလည်းသူများတွေကိုမပြောပြဘူးချမပြဘူးကိုဘာလိုချင်လဲဘာဖြစ်ချင်လဲဆိုတာကိုသူများတွေတိသွားမှလည်းကြောက်တယ်နောက်ပြီးတော့ကိုရဲ့ idea လေးတွေပဲဖြစ်ကိုရဲ့ဒီတွေးထားတဲ့ဟာလေးကိုသူများတွေခိုးသွားမှလည်းကြောက်တဲ့အခါကျတော့ကိုတိထားတဲ့ knowledge ပဲဖြစ်ဖြစ်ကိုတိထားတဲ့အရာတွေကိုက sharing မလုပ်ဘဲနဲ့တင်ထားတာပေါ့နော်အဲ့လိုတင်ထားပါများရင်ပုတ်သွားမယ်ဆိုရယ် energy မျိုးလေးနည်းနည်းရတယ်ဒါကြောင့်မလို့ကိုတိထားတတ်ထားတဲ့အရာတွေကိုအသုံးချထုတ်ပြအဲ့ဒီကမှကိုကတိုးတက်မှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတိထားတတ်ထားတာတွေကိုတယောက်တည်းပဲ
တိန်ထားမယ်ဆိုရင်ကိုယ့်စီမှာပဲရှိနေမှာကိုကချပြလိုက်မယ်ဆိုရင်တော့သူများတွေရဲ့အကြံဉာဏ်ပြုချက်တွေလည်းရမယ်သူများတွေစီကနေပြီးတော့မှ sharing တွေလည်းရမယ်အဲ့လိုမကောင်းတဲ့ copy ကူးခံရတာတို့ဘာလို့တော့ရှိမှာပေါ့ဒါပေမဲ့အဲ့ဒါတွေကဖြည့်ရှင်းလို့ရတယ်အဲ့ဒါတွေကဘယ်လိုပြောမလဲတခြားနည်းလမ်းရှိလိမ့်မယ်အဓိကဘယ်လိုပြောမလဲ copy ကူးခံရတာထက်ဆိုင်ကိုယ့်ရဲ့ဉာဏ်ပညာကပို့ပြီးတော့မှတိုးတက်သွားတယ်ကိုတိထားတတ်ထားတဲ့အရာတွေကပို့ပြီးတော့မှကောင်းသွားတယ်အကျိုးရလဒ်ကကိုယ့်အတွက်ပို့ပြီးတော့မှအကျိုးမြတ်ရှိတာပေါ့နော်တချို့ဘယ်လိုပြောမလဲတချင်းတွေပါတွေဆိုရင်ကိုကဆိုလိုက်တယ်ပေါ့နော်ဒါပေမဲ့ copy ကူးတဲ့သူတွေအများကြီးပါလာတယ်ဒါပေမဲ့အဲ့ copy ကူးတဲ့သူတွေတည်းကတယောက်ပေါက်သွားပေမဲ့ကိုယ့်ရဲ့မူလဆိုတော့ကိုဆိုတာတိသွားတဲ့အတွက်ကြောင့်မလို့ကိုကချိမြောက်ခြင်းခံရတယ်အဲ့ဒီကနေတဲ့ကိုယ့်အတွက်အကျိုးမြတ်ရတယ်ပေါ့နော်အဲ့လိုသဘောတရားလေးကိုဆိုလိုတာပေါ့နော်ဒါကြောင့်မလို့အဲ့လိုတခုခု copy ကူးခံရမှာတို့ကိုယ့်ရဲ့မူပိုင်ပျောက်သွားမှာတို့မကြောက်ဖဲနဲ့ကိုကရဲကြီးထုတ်ပြဒီဟာကကိုပိုင်ဆိုင်ကြောင်းနောက်ကြရင်အမှန်တရားဆိုတာထွက်လာပြီးတော့မှကိုကချိမြောက်ခြင်းခံရနိုင်တယ်ပေါ့နော်အဲ့ဒီဟာလေးတွေပြောင်းလဲဖို့လဲလိုအပ်တယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ပေါ့နော်နောက်ဆုံးတခုဒီ reflection ဆိုတဲ့ကကြတော့ပေါ့နော်ဗာလေးတွေပြောင်းလဲတင်တယ်လေဆိုရင်ကိုယ့်ရဲ့ပုံစံကအဲ့လိုနည်းနည်းလေးတစ်ဖက်သက်တော့နည်းနည်းဆန်နေတယ်ပေါ့နော်ကိုခုတွေးနေတဲ့အတွေးတွေကိုလုံနေတဲ့အရာတွေကကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ရှုထောင့်ကပဲမှန်တယ်တစ်ဖက်လူတို့တခြားသူတွေတို့ရဲ့ရှုထောင့်မှာကြတော့မှားယွင်းနေတဲ့ဟာလေးရှိရဒါကြောင့်မလို့ကိုယ့်ရဲ့အတွေးတွေထဲမှာပဲနေတာထက်တစ်ဖက်လူရဲ့နေရာကိုလည်းဝင်ပြီးတော့မှစဉ်းစားပေးရမျိုးဝင်ပြီးတော့မှတွက်ချက်ပေးရမျိုးတခြားဒီဘယ်လိုပြောမလဲကိုတန်ဖိုးထားတဲ့သူတန်ဖိုးထားတဲ့အရာလေးပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားဖို့လိုရတယ်အသေးစိတ်ပြောပြရမယ်ဆိုရင်အခြေအနေနဲ့ပတ်သက်တယ်ဆိုရင်ကိုအတွက်တော့ဒီဟာတွေကမှန်တယ်ဒီဟာတွေကတော့လှုပ်တင်လှုပ်ထိုက်တယ်ဒါပေမဲ့တစ်ဖက်လူကရောအဲ့ဒါတွေလိုချင်ရဲ့လားတစ်ဖက်လူတော့ကရောအဲ့ဒါတွေကမှန်ကန်ရဲ့လားတစ်ဖက်လူကရောအဲ့လိုမျိုးလေးတွေလောက်လာတာမျိုးကြိုက်ရလားစသဖြင့်အဲ့လိုလေးတွေးကြည့်ပေါ့နော်ဘာလို့လဲဆိုတော့ relationship ဆိုရင်တော့နှစ်ယောက်လုံးမျှပြီးတော့မှအတူတူသွားရမှာ balance ဖြစ်နေရမှာကိုတယောက်တည်း relationship ဆိုတာတိဆောက်လို့ရတာမဟုတ်သူနဲ့မှအတိတ်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းမေးတာညမ်းတာမျိုးသူနဲ့အတူတူပုံဖော်တာမျိုးသွားပေါ့နော်နောက်ပြီးတော့ကိုကငါဥဆောင်မယ်ငါလုပ်မယ်ဆိုပြီးတော့မှတစ်ဖက်လူကိုထဲမတွက်ထဲမစင်စားမယ်နဲ့လက်တွဲမခေါ်တာမျိုးရှိရဆိုရင်ပိုဆိုးသွားနိုင်တယ်ဒါကြောင့်မလို့သူ့ကိုလည်းတိုင်ပင်ပြောဆိုပြီးတော့မှအပြန်နဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့မှသွားတာကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့အလုတ်ကန်ကိစ္စတို့တခြားကိစ္စတို့နဲ့ပတ်သက်တဲ့သူတွေကကြတော့အဲ့လိုကိုထင်တာကိုမှန်တာကိုဘက်ပဲမှန်နေပေါ့နော်ငါလောက်တာတွေကမှန်ငါလောက်တာတွေကအကောင်းဆိုပြီးတော့မှတွေးတာမျိုးမဟုတ်ဘဲနဲ့ကိုနည်းနည်းလေးနှိမ့်ချပေါ့နော်ကိုကမတိတဲ့မတက်တဲ့ပုံစံမျိုးလေးဖမ်းပြီးတော့မှကိုကပနဲ့တင်ယူတက်ရတယ်သူများမှရှိတဲ့အသိပညာအတွေ့အကြုံကိုကနှိုက်ယူတက်ရတယ်အဲ့လိုမျိုးသွားမှာပေါ့နော်အခုကိုရဲ့ပုံစံကငါလောက်တာပဲမှန်တယ်သူများတွေငါလိုက်မကြည့်ဘူးသူများတွေလည်းငါစိတ်ဝင်စားဘူးသူတို့ဘာလို့ငါစိတ်ဝင်စားငါဘာသာငါနေမှာငါတယောက်တည်းသွားမယ်ငါတယောက်တည်းဖြတ်တမ်းမယ်ဆိုရယ်စိတ်တွေကကိုရဲ့တက်လန်းကိုပိတ်စေတယ်ပေါ့နော်ဒါကြောင့်သူတို့ဘာလုပ်နေတယ်လဲကိုကမတိတယ်လို့မတက်တယ်လို့နဲ့ပနဲ့လေးနဲ့တင်ယူပြီးတော့မှကိုအတွက်အကျိုးမြတ်ရှာပြီးတော့မှကိုရဲ့တက်လန်းအတွက်အသုံးချတတ်ရမယ်ပေါ့နော်အဲ့ဒီစိတ်ထား mindset လေးတွေလည်းထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ငါတိငါတက်ဆိုတဲ့မတိဘူးမတက်ဘူးလေးလာနေတော့မယ်ဆိုရဲအဲ့လိုမျိုးပုံစံလေးတွေလှည့်ဖျားတတ်တဲ့ပုံစံလေးတွေနဲ့ဖန်ပြီးတော့မှသွားတာလည်းကောင်းနေပေါ့နော်အဲ့ဒီဟာလေးတွေပြုပြင်ပြောင်းလဲဖို့လိုအပ်နေတယ်ဆိုရဲဟာမျိုးလေးလည်းမြင်ရတယ်နောက်ပြီးတော့ဒီကိုရဲ့ဒီ2025ကုန်တော့မှာဆိုတော့ပေါ့နော်2025တလပိုင်းကနေပြီးတော့မှအခုဒီဗီဒီယိုတင်မှာကြတော့10လပိုင်းဆိုရခါကြဒီ10လပိုင်းတော့တွင်မှာကိုလုတ်ခဲ့တဲ့အရာလေးတွေကိုဖြစ်ခဲ့တဲ့ဟာလေးကို reflect လုပ်ပြီးတော့မှ reflect လုပ်ဆိုတာကပြန်ပြီးတော့မှစစ်ဆေးကြည့်ပြီးတော့မှမကြိုက်တဲ့ဟာတွေကိုမတည်သွားနဲ့ကြိုက်တဲ့ဟာလေးစုပြီးတော့မှ2026ကိုတည်သွားပေါ့နော်အဲ့လိုမျိုးလေးလည်းနည်းနည်းတွေ့ရတယ်ဘာလို့လဲဆိုတော့ကိုကဒီ2025ခုနှစ်ကာလတဲ့လျှောက်လုံးမှာကိုလိုချင်တာဖြစ်ချင်တာတခုဒါပေမဲ့ကိုလုတ်ခဲ့တဲ့အရာတွေကကိုလိုချင်တာဖြစ်ချင်တာတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်တယ်ဒါကြောင့်ဂျာနယ်လေးလုပ်ကြည့်ပေါ့နော်ကိုလိုချင်တဲ့ဟာဖြစ်ချင်တာတွေကိုခြာရေးကိုဒီ2025ခုနှစ်အတွင်းမှာလုပ်ခဲ့တာတွေကိုခြာရေးပြီးရှင်းကြည့်ပြီးတော့မှ2026မှာအဲ့ဒါတွေထပ်မဖြစ်အောင်မကောင်းတာတွေဖယ်ထားပြီးကောင်းတာတွေတည်သွားလို့ရအောင်လှုပ်ဆောင်မှာပေါ့နော်အဲ့လို messages လေးတွေတွေ့ရပါတယ်ဒါကတော့ဒီ group မှာတွေ့ရတဲ့ messages ပေါ့နော်တကယ်လို့ဒီပြောင်းလဲမှုတွေလုပ်နိုင်မယ်ဆိုရင်ပေါ့နော်ကိုကဘယ်လိုရလက်ရမလဲဗာလေးတွေကြုံတွေ့နိုင်တယ်ပေါ့နော်တာရော့ကလေးတွေကကြတော့နိုင်တော့King of Cups ဆိုတဲ့ကလေးကြာလာပါတယ်နောက်တစ်ခုကကြတော့ Three of Cups ဆိုတဲ့ကလေးပါနောက်တစ်ခုကကြတော့ Nine of Cups ဆိုတဲ့ကလေးကြာလာပါတယ်ဒီကလေးတွေရဲ့ energy အရာပေါ့နော် group 3ကတကယ်လို့ဒီပြောင်းလဲမှုလေးတွေလုံနိုင်သွားရင်ပဲဖြစ်ဖြစ်လုံမယ်ဆိုရင်
ဘာလို့ရလက်လေးရနိုင်တယ်လဲဆိုရင်အဓိကတော့ကိုနေရထိုင်ရတာနည်းနည်းစိတ်ချမ်းသာလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုက comfort zone နဲ့ကနေလေရုံထွက်ရမှာကိုယ့်ရဲ့အကြောက်တရားတွေကိုရင်ဆိုင်ရမှာဆိုတော့ပထမဦးဆုံးပိုင်းမှာတော့လွယ်ကူမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုကိုမပြောချင်တဲ့စကားတွေပြောရတယ်ကိုကြောက်တဲ့အရာတွေလုပ်ရတယ်ကိုဘက်ကတက်တောင့်တက်တာမရှိတဲ့ဟာတွေလုပ်ရတယ်ဆိုတဲ့အခါကျနည်းနည်းလေးတော့အဲ့လိုစိတ်ထဲမှာကြောက်တာမျိုးရှိမယ်ထင်တာမျိုးရှိမယ်အဲ့လိုဂယုစိုက်တာပေါ့နော်ငါဒါလေးလှုပ်လိုက်ရင်သူတို့ဘာဖြစ်သွားမလဲဆိုရယ်စိတ်ကြီးရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီစိတ်တွေကခဏပဲပေါ့နော်အဲ့ဒါတွေအောင်မြင်သွားတဲ့အခါကျတော့မှကိုယ်စိတ်ကြီးကတကယ်ကိုလွတ်လပ်ပေါ်ပါသွားပြီးတော့မှကိုပိုင်ဆိုင်လိုက်ရတယ်လို့ခံစားရမှာပေါ့နော်ပြောရရင်အခုကိုမပိုင်ဘူးဆိုတာကကိုကသူများတွေကြိုက်တာတွေလိုက်လုပ်ပေးနေလို့ပဲဖြစ်သူများတွေအတွက်ပဲကိုကဖြည့်ဆည်းပေးနေတယ်သူများတွေအတွက်ပဲကိုယ့်ရဲ့အချိန်နဲ့ energy ကိုပေးနေတာပေါ့နော်ဒါပေမဲ့ကိုဦးစားပေးလိုက်တယ်ရှေ့တန်းတင်လိုက်တယ်ဆိုတဲ့အခါကျတော့ငါပိုင်ဆိုင်သွားပြီဒါကမှငါအစ်စ်ဆိုတဲ့ခံစားချက်တွေလည်းရနိုင်တယ်နောက်ပြီးတော့စိတ်ချမ်းသာရမယ်အေးချမ်းရမယ်အနားယူနိုင်လိမ့်မယ်ပေါ့နော်အဲ့တိုင်းလေးလည်းတွေ့ရတယ်နောက်ပြီးတော့ celebrate လုပ်နိုင်လိမ့်မယ်ပေါ့နော်ကိုယ်စိတ်ထဲမှာတွေးတာကငါဒါကြီးလှုပ်လိုက်ရင်ငါဘယ်လိုပြောမလဲမြောင်းနဲ့ရောက်သွားပြီဆိုရယ်စိတ်မျိုးပေါ့နော်အဲ့လိုငါဘဝကြီးကပြတ်သွားပြီငါဘဝကြီးကတော့ဆုံးသက်သွားလောက်ပြီအဲ့လိုငါမလိုချင်တဲ့ဟာတွေဖြစ်လာတော့မဲလို့ကြောက်တဲ့စိတ်တွေဝင်နိုင်ပေမဲ့တကယ်တမ်းကျတော့ကိုရှောက်လိုက်တဲ့လမ်းကြောင်းအတွက်ကိုလှုပ်လိုက်တဲ့အရာလေးအတွက်ကိုခုံပြူးတဲ့သူတွေလည်းရှိတယ်လို့ကိုယ်တိုင်ကလည်းအောင်ပွဲခံနိုင်မဲ့ပုံစံမျိုးတွေတွေ့ရတယ်တကယ်လို့အလုပ်တွေပါတယ်ထွက်တယ်ပြောင်းနေဆိုရင်လည်းဒီထက်ပိုကောင်းတဲ့အလုပ်ကိုရှာဖွေတွေ့ရှိသွားတာမျိုးကိုကအောင်ပွဲခံရတာမျိုးကိုကနိုင်သွားတာမျိုးဖြစ်လိမ့်မယ်တကယ်လို့အချစ်ရေးဆိုရင်လည်းပေါ့နော်အဲ့လိုကိုယ့်ရဲ့တစ်ဖက်လူနဲ့ပို့ပြီးတော့မှပျော်ရတာမျိုး celebrate လုပ်ရတာမျိုးနောက်ပြီးတော့အဲ့လိုတပ်ပါတီ energy လည်းတွေ့ရတဲ့အခါကျတခြားလူတွေဘာတွေရှိရဆိုရင်လည်းအဲ့ဒီလူတွေကိုကြောဖြတ်သွားနိုင်တာမျိုးရင်ဆိုင်သွားနိုင်တာမျိုးပြောရရင်ကိုဖြစ်ချင်တဲ့နီးလန်းနဲ့ကိုယ့်ရဲ့ချစ်သူကိုပို့ပြီးတော့မှချစ်ပေးနိုင်လိမ့်မယ်ပေါ့နော်ကိုခုလုံနေတဲ့နီးလန်းလေးတွေကကိုယ့်အတွက်ပဲမှန်တယ်တစ်ဖက်လူအတွက်မှန်အောင်ဒါကြောင့်ကိုကပြောင်းလဲလိုက်တဲ့အခါကျတစ်ဖက်လူအတွက်မှန်ကန်သွားတဲ့အခါကျတော့ပို့ပြီးတော့မှကောင်းမွန်ပြီးတော့မှအဆင်ပြေသွားတာပေါ့နော်အဲ့တိုင်းလေးတွေလည်းတွေ့ရတယ်နောက်ပြီးတော့အဓိကတော့ဒီမှာတော့ emotional cup တွေများတယ်ပေါ့နော်ဒီမှာ cups ကို3ကပ်ကြလာတာဆိုတော့အဓိကတော့ကိုစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်မယ်အဓိကကိုတို့လုံနိုင်သွားပြီဆိုပြီးတော့မှကိုလည်းလက်မထောင်နိုင်လိမ့်မယ်ဒီလုံနိုင်လိုက်တဲ့အရာကိုကြော်ဖြတ်လိုက်တဲ့အရာကိုရွေးချယ်လိုက်တဲ့မှန်ကန်မှုအတွက်ကိုကတောက်လျှောက်ပြောလို့ကိုမပြီးတော့ဘူးပေါ့နော်ဘဝတစ်လျှောက်မှာဒီဟာလေးကဘဝမတိုင်တစ်ခုလေးလို့ဖြစ်ပြီးတော့မှပျော်ရွှင်ကြည်နူးရမယ့်ပုံစံမျိုးမြင်ရတယ်ကိုယ့်ရဲ့ချစ်သူရည်စားပဲဖြစ်ပေါ့နော်ပို့ပြီးတော့မှဒီတစ်ဖက်လူနဲ့လည်းအဆင်ပြေသွားပြီးတော့မှတော်တော်လေးရည်ရှိသွားနိုင်မယ့်ဟာမျိုးလေးလည်းမြင်ရတယ်အလောက်ကံကိစ္စတွေပါဆိုရင်လည်းမှန်ကန်တဲ့ရွေးချယ်မှုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဘယ်တော့မှနောင်နာရမှာမဟုတ်ဘူး celebrate လုပ်နိုင်လိမ့်မယ်ဆိုတဲ့ energy မျိုးတွေတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်